နာတော်တာရှင်များနဲ့မိတ်တင်ကဟာပေါင်းလို့ရှင် Spring Star FM Radio Channel မှာကြိုဆိုလိုက်ပါတယ်။ယနေ့အော်တိုဘာလ9ရက်နေ့ဟာဆိုရင်ဖြင့်ကမ္ဘာပေါ်မှာရှိတဲ့မျက်စရာတွေရဲ့ဂုဏ်ကျေးဇူးကိုဖော်ကျူကြတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။ထို့ကြောင့်ကမ္ဘာပေါ်မှာရှိတဲ့သင်ဆရာ၊မြင့်ဆရာ၊ကြားဆရာဆရာအားလုံးကိုလေးစားဂုဏ်ပြုတော်အဖြစ်ကျမတို့ရဲ့ Spring Star FM Radio Channel မှာ Radio ကက်ဆက်ဇလန်လေးတစ်ပုဒ်တင်ဆက်ပေးပါရစေ။နာတော်တာဆင်ပေးကြပါအောင်ရှင်။ဦးတခွန်တွေမျက်ရည်တပြေးပြေးကိုက်လာပြီးလေးလံလာတဲ့မျက်ခွန်တွေကြောင့်စာလုံးနေရအချိန်တော်ကြပြီးမှသတိပြုမိပါတယ်။ပတင်းပေါက်အပြင်ဖက်လမ်းကြည့်ရောနေအောင်တောင်ပျောက်ကွယ်စားပြုနေပါပြီ။နားမယ်လို့ကြမ်းလိုက်တော့အပြင်ဖက်ကတကားခောက်တဲ့နဲ့အတူတပည့်တယောက်ဝင်လာခဲ့ပါတယ်။ဆရာကြီးရှင်ဆရာလာပါရရှင်ထို့သောဖြင့်စားအိတ်တီကိုဖောက်ကြည့်ရင်ရွှေအိုရောင်ဖိတ်စာလေးနဲ့အတူဆရာသွေးစီတို့ဆရာရဲ့ချစ်သားသမီးတပည့်များမှဦးတကွန်သွေးရဲ့နှကမ်းပါများထက်ရွှေအိုရောင်အပြုံးများတန်းသွားပြီးမိုင်းတွေမနေပဲဖွင့်ကြည့်လိုက်ပါတယ်တို့ဆရာသွေးသမီးတို့ရဲ့ဘွဲယူတဲ့အခမ်းအနားမှာဆရာကိုရှိစေချင်ပါတယ်ဆရာရောက်လာခဲ့ပါနော်လေးစားစွာဖြင့်ဆရာရဲ့တပည့်များမှဦးတကွန်သွေးရင်ထဲလိုက်တက်လာတဲ့ခံစားချက်နဲ့အတူပီတိဖြစ်မှုတွေကိုပါတက်ဆက်တဲ့ခံစားလိုက်ရတယ်။ဒီအလုပ်ကိုသူချစ်မြတ်နိုးလိုက်တာဆိုတာသူမတပါဘသူအသိနိုင်မှာရဲ့လေ။အတွေ့ထဲမှာတော့အတိတ်ကာလတစ်ခုရဲ့ဆုတ်ချက်ပြင်းပြင်းတချို့ဟာနေရာယူလာပါတယ်။မောင်ရင်စားပြုနေတဲ့နေဝင်တရောတရီညနေခင်းစီစာကိုတစ်ချက်ရှုစားမိရင်အသက်ပြင်းပြင်းတစ်ချက်ရှုကမျက်လွှာရှာလိုက်မိပါတော့တယ်။ပိန်ပိန်နဲ့မောင်လွန်တဲ့ညအမောင်ကိုလင်းကျဲတွန်တန်းကစတင်ဖြိုခွဲလိုက်ပါတယ်။ဟုတ်တာပေါ့ဦးတင်စော်သွေးတောင်ဝန်ကြတဲ့နေရာကဂျုံကြပြီးတောရလေးတတာပဲလေ။တောရလေးဆိုတော့ငှက်ဖြာကလည်းပုံးမှာပေါ့။ထွန်မြတနာခင်တော့ငှက်ဖြာမိနေရဒီနေ့နဲ့ဆိုကြားလာပြီ။အဖေဖြစ်သူကတော့ခိုင်းလိုပါပဲ။ကြောင်ကိစ္စဟူ၍ခေါင်းစဉ်တက်ပြီးအမိနာမှာမရှိပြန်ပါဘူး။ခွန်သွေးတူတွေးမနေတော့ပါဘူးလေ။ဒါကပုံမှန်မင်းမလား။တကွန်သွေးကတော့နှီးစင်နေရိုက်လုံးနေတယ်လို့အမေကိုနိုးပြန်ပါတယ်အမေထားပါအောင်အမေစေးတော့ရမယ်လေအမေရဲ့အမေဒီစေးလေးတောက်လိုက်နော်အဖေကဒီလောက်ကုန်လို့ရှိရင်ဆရာတော်ကြီးစီခေါ်ပြီးပြပေးမယ်တဲ့အမေရဲ့အမေဒီနေ့တော့နိုးရတာကြာသားပဲဆိုပြီးတကွန်သွေးတွေးနေမိရဲ့တို့အချိန်အဖေပြန်ရောက်လာတယ်မြရေမြကိုပြန်လာပြီမြရေကိုညကျောင်းမှာစာရစင်နဲ့အိတ်လိုက်မိတာပါကွာကိုစိတ်ဆိုးတော့ခေါ်ရတော့မထူးတော့ဘူးလားမြရေအဖေလာပါအောင်ဒါအမေကိုနိုးရကြပြီမထဘူးဖေရဲ့မြရေမြဒေါ်မြတနာခင်ကမလုံးမရှက်အိယာထငိမ့်တက်နေပါတယ်သူသိလိုက်ပြီမြကတော့သူ့သားနဲ့သူ့သားဖြစ်သူဒကွန်သွေးလေးကိုစွန့်ခွာသွားခဲ့ပြီဆိုတာကိုပေါ့ယူချုံမရဖြစ်စွာနဲ့မြကိုဖက်ပြီးငိုနေစဲမှာပဲဒကွန်သွေးကအဖေအမေကစရနေမှာပါအမေထပါမေရဲ့အဖေကဒီလအလုပ်တွေပြစ်ပြီးမြို့ပေါ်တက်စေးသွားကုပေးမှာတဲ့အမေထပါအောင်အမေဒါခွန်တွေမေကအခုခွေသွားပြီကွာခွန်သွေးကြောင်သွားတယ်အမေကမရှိတော့ဘူးလေလားခွဲသွားပြီရဲ့လားအဖေကအမေကြားထဲမှာနေမကောင်းဖြစ်နေတဲ့အချိန်ခိုင်းလိုကျောင်းမှာအလုပ်တွေရှုပ်နေခဲ့ရဲဆိုတဲ့အကြောင်းပြချက်နဲ့ဂယူမဆိုင်နိုင်ခဲ့ရအခုတော့ငှက်ဖြာနဲ့အမေမရှိတော့ဘူးလေလားခွန်သွေးငိုပူတော့မတက်နိုင်တော့ဘူးလေသို့တော့အချက်ချအတန်ဖြင့်အဲ့အဖေကြောင်ဗျအဖေအမေကြောင်တိတရဲ့နဲ့အမေမှာယောဂခံရှိရတာနဲ့အဖေဆန်တော့လိုက်ဖြည့်စည်းပေးခဲ့တာအမေကနည်းနည်းအလေးထားပေးခဲ့ရင်အမေကဂရုစိုက်ခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးအဖေရဲ့ကြောင်းစရာအလုပ်ပဲအရေးပါရထင်တာမလားတိုင်အဖေတောင်းဝင်ပါလေတိုင်တောင်းမယ်လေအမေကပြန်မလာတော့ဘူးဗျအဖေရဲ့ကြောင်းစရာအလုပ်လုပ်ကြတယ်အဖေကဖြည့်စည်းပေးလိုက်ရတာသူ့ရဲ့ယောဂကရှိရောက်လာမငက်ကွက်ပဲဒီလိုတော့ကြကြောင်ကြအဖေတောင်းဝင်ကြတဲ့ဒီနေရာကိုလိုက်လာခဲ့ပြီးပေးဆက်လိုက်ရတာအမေငက်ပြမိတော့အဖေကိုဘာပူစားခဲ့ရရှိတယ်လေအဖေအမေပေါ်ပါများပေးဆက်ခဲ့တယ်ဗျာ
ဦးတင်းစော်သွေးဘာမှမပြောနိုင်တော့ပါဘူးသူအဖြစ်လည်းမကင်းဘူးမဟုတ်လားမြားပေါ်ကောင်းဖို့ကြိုးစားခဲ့ရတွေကိုတော့သူထုတ်မပြောမိခဲ့ပါဘူးအချိန်တစ်ခုရောက်ရင်တော့ခွန်သွေးကိုပြောပြကောင်းပြောပြနိုင်ပါရဲ့မြားရဲ့ကိစ္စအဝဝပြီးရနဲ့သားကအရာအလုံးထက်ပိုရေးကြည့်ရဲဆိုတဲ့အသည့်ကိုခေါင်းထဲရိုက်သွင်းလိုက်ပါတယ်လှအနေငယ်အကြာလေတဖြူးဖြူးနေရမှာတခွန်သွေးထိုင်ရင်အမေနဲ့နောက်ဆုံးစကားပြောခဲ့တဲ့ညကိုတွေးနေမိရဲ့အင်းဒီညကအမေရဲ့လက်ကိုဆုပ်ကင်ပြီးအမေရဲ့ဆုံးမစကားတွေကိုနားထောင်ခဲ့တယ်လေ ခွန်သွေးလေးတာဖေရလေးကြောက်စရာအလုပ်ကိုစစ်တာတာရဲ့အမေကိုလည်းခယူဆိုင်ပါတယ်တာရဲ့တခါတလေချာလေတာဖေရတကူကောင်းစမ်းနေလို့တင်ရလိမ့်မယ်ဒါပေမဲ့ကြောက်စရာအလုပ်ဆိုတာအေးကောင်းရတယ်တပြတ်တဲ့ပီတီစားပြီးရှင်တဲ့ရတဲ့သူတွေဆိုလေမနေတဲ့ရဲ့ ထိုးတို့တွေးပြီးကြားရောက်နေရင်တကွန်သွေးတီးတိုးရည်ရွက်လိုက်တယ် ဘာမှမမြတ်တဲ့အလုပ်လဲရာထူးတို့ကိုတတ်တတ်နေမိသားစုကိုအကျိုးမဖြစ်စေပဲကို့ဘာတာအတားကြီးနေပြီ ထိုးတို့ရည်ရွက်နေရင်တချိန်ကမိသားစု၃ယောက်အတူရှိခဲ့တဲ့အိမ်အခုတော့စကားသံတွေမရှိပဲမောင်စားပြူနေတဲ့အချိန်ရဲ့တရိတ်ဆန်ဒီအိတ်တန်းတက်တဲ့အတန်ကိုတောင်ကြားနေရတဲ့အိမ်ဒီကြောင်ကြားတဲ့နေရာလေးမှာဖားရီရဲ့မူပေါ်တန်ကိုတုံးအောင်ကြားနေရတဲ့အိမ်သူ့အမေနဲ့နောက်ဆုံးရှိခဲ့တဲ့အိမ်အမောင်ခွင်းတဲ့ညတွေကိုလူနှစ်ယောက်နဲ့တင်အမြဲပြည့်စုံအောင်ဖန်တီးနေလေရဲ့အိမ်အခုတော့အိမ်ရှိကအမေစိတ်ခဲ့တဲ့ပန်းပွင့်လေးရဲ့အိမ်မောကြားနေတဲ့အတန်ကိုတော့အတိုင်းသားကြားနေရပါလားခွန်သွေးလေးလန့်နေတဲ့မျက်ဝန်းတွေကိုဟန်မပြတ်အောင်ထိန်းထားရင်အဲ့ဒီအိမ်စီကစကားသံတချို့ထွက်ပေါ်လာပါတယ် တာသွေးထမင်းစားရအောင်ဟဲ့ ခွန်သွေးလဲကြည့်လိုက်ရင်အတန်ပြန်မပြေးပဲအိမ်ထဲသို့ဝင်ပြီးအဖေအားထမင်းထည့်ပေးပါတယ် တာမင်းရလဲကွာဘာတွေလောက်စွတ်ထဲနေရတာတော့အဖေလောက်အများကြီးမစားနိုင်ဘူးကွာ မဟုတ်တာစားပါဖေရဲ့အဖေဝမ်းမဖို့ကပိုအရေးကြီးရဲ့လေမဟုတ်ဘူးလား တာအဖနှစ်ယောက်ရဲ့ထမင်းဝိုင်းလေးဟာတခဏငြိမ်သက်သွားပြီး ကဲတာအဖေပြောပြမယ်အဖေတို့ဒီလိုမြင်းနဲ့ကတောက်ကစားဖြစ်နေလို့မရဘူးနော်ဖြစ်ပြီးတဲ့ကိစ္စတွေကပြီးသွားပြီးပြီအခုချိန်မှာမင်းဂယူးဆိုင်ရမှာမင်းရဲ့စာကိုချိန်ပြီးပြီးလို့ပြီးကြရင်ပွဲတစ်ခုရဖို့စူးစမ်းနော် တကွန်သွေးအနှဲငယ်မဲ့ပြုံပြုံလိုက်ပြီးတော့ အဖေကအဖေအတ္တတစ်ခုတည်းကိုပဲအဖေသိတယ်လို့အဖေတော့ဝဲရအောင်လှုပ်ခိုင်းပြီးတော့အဖေနေရောဝင်ယူခိုင်းမှာမလားတော့လုံးဝမလုပ်နိုင်ဘူးဖေအဖေရဲ့ဒီကြောင်းစရာဆိုတဲ့အလုပ်ကြောင်းအမေကပါဆုံးရှုံးခဲ့ရတာဒါအဲ့အလုပ်ကိုလုပ်နေထင်တာတာတက်လုံးမလုပ်နိုင်ဘူးဖေရဲ့မလုပ်ဘူးအဲ့အလုပ်ကိုမုန်းတယ်အရက်မုန်းတယ်လူငယ်တွေရဲ့ဘဝဇက်ခုံလူငယ်တွေပဲနားလေအဖေတို့လိုလူကြီးတွေကနားလည်နိုင်မှာမဟုတ်ပါဘူး ထမင်းစပွဲစီမှာထူရိတ်တန်တစ်ခုကြားရပြီးနောက်မိသားစုထမင်းဝိုင်းလေးမှာပြီးစီးသွားတော့တယ်ထို့သောဖြစ်ချင်မှာမထူးဆန်းတော့ပဲတစ်ပတ်မှာအနည်းဆုံး3ချိန်လောက်ကဖြစ်နေစေပဲမလားဥတုရာသီအလီလီပြောင်းလဲလာပြီးနောက်အထက်တန်းကျောင်းသားဖြစ်တဲ့တကွန်သွေးမှာတက္ကသိုလ်ဝင်ဆောင်ပွဲဖြည့်ဆို့ရတော့မယ့်အချိန်ကိုရောက်ရှိလာပါတယ်တကွန်သွေးမှာအခန်းလေးရဲ့မီးရောင်မမိန်လေးနဲ့စာအုပ်တစ်ခန်းနဲ့လေးလာနေစဉ်တကားဟောက်တန်တစ်စုံနဲ့အတူ အဖေကျွန်တော်မနှောက်ရှင်းတယ်လို့ပြောထားရလေဗျာ မဟုတ်ပါဘူးသားရဲ့မအဖေမင်းတို့နွားနှုတ်ယူပေးခဲ့တာပါ ဟုတ်ကျေးဇူးတင်တယ်နော်ခင်ဗျကျွန်တော်စာကိုကျွန်တော်အာယုစိုက်တော့မှာမို့ကောင်းတော့ညပါဖေ တာအဖေကိုဗာမင်းစရာရှိသေးလေအဖေဘာကိုပေးရမလဲအဖေကိုပြောလေနော်တားရွယ်ကိုအဖေကြော်ဖြတ်လာရတာပါကွာ ရပါတယ်အဖေဟဲ့တာကိုယ့်ရဲ့အခက်ခဲကိုဘာသာဖြေရှင်းနိုင်ပါတယ်အကူအညီဆိုတာကိုမတတ်နိုင်တဲ့အရာမှတောင်းရတဲ့အဖေဟဲ့တာအခုအကူအညီမလိုပါဘူး ငါတားအဖေပြောတာကိုနားမလဲဘူးပဲအဖေစေနာကိုအဖေနေရာရောက်မှာ
ဆရာနေရာရောက်မှနားလိုက်မယ်နဲ့တူတယ် အဖေတို့မြဲအဲ့လိုပြောတယ်မှန်တယ်တားတော့အဖေတို့နေရာရောက်ရင်နားလေကောင်းနားလေလာနိုင်သေးတယ်အဖေတို့ကရောတားတို့နေရာကိုနားလေမာတယ်လားအဖေပြောသလိုအဖေတို့ကြော်ပြတ်ခဲ့ရတာမှန်တယ်ဒါပေမဲ့ तू မလားအဖေရဲ့တားရဲ့ရင်ထဲကိုအဖေဝင်ခံစားပေးနိုင်လားဟဲအဖေမခံစားနိုင်ဘူးဘာလို့လဲသိလားအဖေမကြုံခဲ့ဘူးလို့ပဲအဖေရဲ့ မျက်လုံးကိုတဲတဲစိုက်ကြီးကပြောလာတဲ့သားဖြစ်သူရဲ့စကားကြောင့်ဦးတင်စောသွေးမှာတခဏတာငြိမ်သက်သွားပြီ မဟုတ်ဘူးသား အိမ်မက်လာလာမက်ပါစေအဖေ သားဖြစ်သူထံမှဤစကားတခွန်းသာဤကဲ့သို့မောင်မိတ်တော်ညာရဲ့နောက်ဆုံးစကားသံဖြစ်သည်ဆိုတာသိ၍အခန်းထဲမှလဲထွက်ခဲ့ပါတယ်ထိုအချိန်တကွန်သွေးမှမူမိမိရဲ့စာကိုသာအလေးပေးလုံးနေရကနေလဲထွက်သွားတဲ့အဖေဖြစ်သူရဲ့ကြောပြင်ကိုတခဏခိုးကြည့်မိလိုက်ပါတယ်ပူရောင်ရောင်အေးရရောင်ရှိသောဆောင်းအကုံတွေအကူညနေခင်းတစ်ခုမွန်ယူတဝါလန်းချင်းလေးထဲမှာတကွန်သွေးတယောက်စာအုပ်ကိုလမ်းမှာဆွဲကိုင်းကပါဇက်မှာတွတ်ယွင်ရင်အိမ်ပြန်လန်းကိုစတင်လာနေခဲ့ပါတယ်ထိုစဉ်နောက်မှာလက်ဝါးတစ်စုံနဲ့ခက်ကြမ်းကြမ်းရိတ်ခံလိုက်ရပါတယ် အာသိပါပြီဘာတော့ဟာ လေကြီးလိုက်တော့မှပခုံးကိုတင်စီလာတဲ့တကွန်သွေးရဲ့စိုးအတူကောင်းဖက်နှက်ချီတွေလောင်းစားကြရပေါင်းလာတဲ့ဝတ်တန်ဆိုင်လျံနဲ့ခွန်းတဆွဲနှစ်ယောက်ပင်ဖြစ်နေပါတယ် အော်ငဆိုင်မင်းကိုငေါ့လာပိတ်ရတာရောကွာ ပျော်ပျော်ဆိုးနဲ့နေရင်အိမ်တစ်ချက်တီးလိုက်တယ်ဆိုင်မျက်လုံးပြူသွားပြီး ဟဲ့အောင်မင်းရိုက်တာငါမဟုတ်ဘူးကောင်ကောင်ငစွဲ လာစမ်းမေကောရောကွာ အေးနော်နင်တို့ဖြစ်ချင်တိုင်းသာဖြစ်နေကြငါ့ကိုလည်းအဖက်လေးလုပ်ကြပါဦး နောက်မှထွက်ပေါ်လာတော့စကားတန်တချို့နဲ့အတူခွန်သွေးလဲကြည့်လိုက်တော့မှ အဲကြော့ဘယ်ချိန်ကလေးရောက်နေရတော့ ချက်ပြုံးကခွန်သွေးစကားဆဆိုလိုက်တယ် ခုနကတည်းကရောက်နေတာသွေးကိုလမ်းဆောင်မှုချိန်နေတာခုနကောင်ကလက်ဦးသွားရဲ့လေ ကလေးတယောက်အသွင်ပူစာတလို့ပြောနေရဲ့ကြောအဆိုသူမှာခွန်သွေးရှစ်တန်နေကလေးကပေါင်းလာတဲ့ကြောတရီခွီနန်းပင်ဖြစ်ပါတယ် အမေနေနော်ငသွေးကိုကြာစကားကောင်းပြောပြီးငါတို့နှစ်ကောင်ကြာကောင်လေးပါလေးနဲ့ ဝတ်တန်ဆိုင်လျံမှာမကြီးနှက်ချက်ဖြင့်ပြောလိုက်ပါတယ် ဟဲ့ပြောမှာပေါ့နင်တို့နှစ်ကောင်ကအမြဲပြောင်းဆက်ဆက်နဲ့အတွက်ပဲလုပ်နေကြတာကိုသွေးကိုဆိုရင်ကြည့်လေအေးဆေးလိုက်တာမှရေခဲတုံးငယ်ထိတ်တင်ထားသူလိုပဲနင်တို့အဲ့လိုတခါတလေနေကြစမ်းမှာအမြဲမျက်နှာကပြောင်းနေတာ နေရလေနော်သူ့ရိုင်ဒီစကားပြောနေတာကြီးပဲငါပြပြနေတတ်ပေမဲ့စော်တော့ကြည့်ရင်တော့ဟာဟဲဘာမှတ်နေလဲ ကဲပါမူချိုကလေးတွေလည်းမဟုတ်ဘူးငင်းခုန်နေချာနဲ့ဒီကနေပဲညံ့နေလာမယ်လာကဖေးသွားကြစို့ ခွန်သွေးမှစကားဝိုင်းဝင်ဖြတ်လိုက်ပြီးလေးယောက်အတူတူလမ်းကျင်းလေးအတိုင်းရှောက်လာခဲ့ကြတယ်ကဖေးရောက်ခိုင်ခွန်တဆွဲမှစကားဆပါတယ် ကဲတငယ်ချင်းတို့တွေထက်တန်းပြီးရင်ဘာဆက်လုပ်ကြဖို့စိတ်ကူးထားကြလဲ ငါကတော့ဆေးတီမှန်းထားတယ်ဟာ ငါလည်းရတဲ့ကိုစောက်ကြည့်ပြီးမှပဲမထူးတော့ပါဘူးကွာငါ confidence ရှိပြီးသားဆိုတော့စေးတစ်ထိသွားမယ်ငါကလည်းယုံကြည်ရလေ ထိုကဲ့သို့၃ယောက်သားစကားဖွဲ့ပြီးလေတော့မျက်လုံးသုံးစုံကတကွန်သွေးစီရောက်လာပါတယ် ဟဲ့အောင်မင်းရော ခွန်သွေးခဏအကြာတိတ်ဆိတ်ပြီး ငါတော့စေးထီတော့မမှန်ထားဘူးဟာရလနဲ့အောင်လက်မက်ကိုပဲလက်ခံပြီးဂျာမနီရွေးမယ်စိတ်ကူးထားတယ် ကျော်မအလိုမကျလိုဟန်ဖြင့် ဘာလို့ကြာမနေလဲသွေးရဲ့ တကွန်သွေးအနှဲငယ်မခိုးတရုပ်ပြုံးပြပြီး အော်ဒီလိုလေဂျာမနီကငါရွေးထားတဲ့တက္ကသိုလ်မှာကျောင်းတစ်ဖက်နဲ့အချိန်ပိုင်းအလုပ်ကိုလုပ်ခွင့်ပေးထားတယ်ဒါကြောင့်ငါကကိုယ့်ရဲ့ကြောက်စိတ်ကိုရှာချင်တော့ ခွန်သွေးစကားစားပြတ်သွားတော့မှဇွဲမဘဝမကျသောလီတန်ဖြင့် မေးပါသွားတာတော့ဟုတ်ပါပြီဘွဲဒီဂရီတစ်ခုရပြီးမြန်မာပြည်ပြန်လာမယ်ဆိုတော့ ပြန်လာဖို့တော့ငါစိတ်မကူဟာဟိုမှာပဲစီးပွားရေးမမဲရတခုလှုပ်ပြီး ထိုစဉ်ဆိုင်မစိတ်မရှိသောလီတန်ဖြင့် ဟာဒီကောင်ခွန်သွေးဒါဆိုရင်မင်းပြန်မလာတော့ဆိုပါတော့အဲ့တော့မင်းဖေရောသူသွားမှာလား တော်စမ်းပါကွာအတူတူသွားဖို့နေတတ်တာငါဘာဖြစ်ချင်လဲလို့တော့မမေ့ဘူးလား သွေးကရောတခုခုဆိုသူ့ကိုဆွေးနွေးဖို့လို့လားသွေးရဲ့ဖြစ်ပြီးတဲ့ကိစ္စတွေကပြပါစေတော့သွေးရဲ့အခုဆိုရင်အတီမြတ်ကလည်းကောင်းကင်ဘုံမှာအိတ်ချမ်းနေလောက်ပါပြီ ငါ့ကိုမနဲ့သိပ်ပါနဲ့ဟာငါရဲ့ခံစားချက်ငါရင်ထဲမှာဘာတွေရှိနေလဲဆိုတာမင်းတို့သိပါတယ် ဇွဲမပြန်ပြောမလို့ပြင်နေစဉ်ခွန်သွေးထောက်ထက်သွားပါတယ် ကဲတကယ်ချင်းတို့ရေငါစာကြည့်ရအောင်မလို့စောစောပြန်နေပြီမင်းတို့လည်းညမနဲ့စင်နေကဲသွားပြီ ဒီကောင်ကတကယ်ခဲတဲ့ကောင်ပဲကွာအကျိုးကြောင့်မိသားစုကိုမဆွေးနွေးပဲနဲ့ ဟဲ့ဆိုင်တော်စမ်းသူ့ရဲ့ခံစားချက်ကိုငါနားလည်တယ်သူ့ရဲ့ဆွေးပြချက်ကိုလည်းငါယုံတယ်ငါတို့ယုံရမယ်ဟဲ့ငယ်ကလေးကနေအမေနဲ့အတူတူရှေ့တန်းကြီးပြင်းလာတဲ့သူ့ဘဝမှာအ
အမေသာအရာရာဖြစ်နေတာသူ့ဘဝထဲအခုအမေမရှိတော့ဘူးသူဘယ်လိုခံစားနေရမလဲဟဲ့ ဒါကတော့ဒါပေါ့ဟာငါကတော့သူ့ကိုအဆုံးထိဒီလိုဖြစ်နေရမမြင်ချင်မိဘူး ဆိုရင်မှထို့သုံးပြန်စကားဆူလိုက်တယ်ထို့သောဖြင့်အထက်တန်းကျောင်းသားများရဲ့စကားဝိုင်းဟာအပိတက်သွားပါတယ်ဆောင်းဦးကြအပြီးຫນွေကူးကာလကိုရောက်ရှိလာသောအခါမှမူတက္ကသိုလ်ဝင်စာမေးပွဲအောင်စီရင်ထုတ်ပြန်ပြီးနောက်တကွန်သွေးရုပ်တွေဂုံတူးဖို့စီနဲ့အောင်မြင်ခဲ့ကြပါတယ်ကိုမျော်မှန်းထားတဲ့အမတ်တွေအဆင့်တွေနဲ့နိုင်ရဝန်ကိုထမ်းခဲ့ကြပါတယ်တက္ကသိုလ်ဆောင်ပွဲများအောင်စီရင်ထုတ်ပြန်ပြီးညနေခင်းတစ်ခုမှာတော့ဦးတင့်စော်သွေးဟာအပြင်ကနေပြန်ရောက်လာခဲ့တယ် အောင်ရလားကွာငါသားရ ဟုတ်တာအောင်ပါတယ်ဖေ ဝမ်းသာလိုက်တာငါသားရအေးတာစာမွေးပွဲတွေပြီးပြီဆိုတော့ဘာစလုံးမလဲဆိုတော့ခေါင်းရင်းနဲ့စဉ်းစားအခုတော့တားလဲစိတ်ပန်းဖြေတဲ့အနေနဲ့အဖေတို့ခီးထွက်ကြရအောင်ပါနော် ဒီလိုနဲ့သားဖားနှစ်ယောက်ဟာခရီးထွက်ခဲ့ကြပါတယ်။မန်ပတင်းပေါက်ကိုမီးပြီးခွန်သွေးတစ်ယောက်မိခွန်းတစ်ခုထုတ်လာခဲ့တယ် ဒါနဲ့အဖေတားတော့အခုဘယ်ကိုသွားမှာလဲ ဟိုရောက်ရင်တိမှာပေါ့သားရဲ့ ။ဒီလိုနဲ့ပဲသားဖားနှစ်ယောက်ဟာညအိတ်သွန်ရက်ခရီးနဲ့ဥတီယာကိုရောက်လာခဲ့ကြတယ်။သူတို့နှစ်ယောက်ရောက်ရှိခဲ့တဲ့နေရာလေးကမြန်မာနိုင်ငံမြောက်ပိုင်းကကျွေးရွာလေးတစ်ရွာဖြစ်ပြီးစိမ်းလိုင်းဆိုပြီးတန့်ရှင်းရုံသာမကတောတောင်ရီမြေမြစ်ချောင်းတွေပေါ်များပြီးသဘာဝရဲ့အငွေအသက်တွေနဲ့ရွာသူရွာသားတွေရဲ့ယူရတလေးကိုတဝါကြီးကြည့်ရှုခံစားနိုင်ပြီးအေးအေးချမ်းချမ်းနေရာလေးတစ်နေရာဖြစ်တယ်။တကွန်သေးတစ်ယောက်ရောက်ချင်းစိတ်တွေပေါ်ပါပြီးသဘာဝလေကောင်းလေတန်းတွေကိုတဝါကြီးရှုရှိုက်နေမိပါတယ် အဖေဒီနေရာတွေကအေးချမ်းလိုက်တာတာဒီနေရာသဘောကျတယ်ဒါဘယ်နေရာလဲအဖေ တာဒီရွာလေမင်းမေနဲ့အဖေစတွေ့ခဲ့တဲ့နေရာပဲကွာ ။ခွန်သွေးတစ်ယောက်တစ်ချက်တိတ်ဆိတ်သွားပြီးဘာတကားတမ်းမှထွက်မလာတော့ပါဘူး။ထို့နောက်ဦးတင့်စော်သွေးက အဖေဒီနေရာကိုဘာလို့ခေါ်လာလဲဆိုတော့ဒါတွေးနေမှာမလားတကယ်တော့ဒီနေရာလေးရပဲအဖေရဲ့ဘဝကိုပြောင်းလဲပေးခဲ့တာ ခွန်သွေးတစ်ယောက်ဘာစကားမှပြန်မပြောနိုင်ပဲနှုတ်ဆက်နေပါတယ် အဖေမင်းကိုအခုအဖေဘဝအကြောင်းပြောပြမယ်ဆန္ဒရှိရင်တော့နားထောင်စေရင်တကယ်တော့အဖေဘဝကျဉ်တန်းနေကွာအဖေငယ်ငယ်လေးကတည်းကမင်းဖိုးနဲ့အဖွာတယောက်ပေါ်တယောက်အယူကြီးခဲကြီးမုံတီးကြပြီးတော့အဖေကိုမွေးလာတာကိုပါဝင်တော့ဝင်ဖို့လို့ထင်ခဲ့ကြတာအဓိကကတော့စားဝတ်နေကြောင်းပေါ့ကွာအဖေတို့တွေကတနေ့လုံးမှတနေ့စားတနေ့အလုပ်လုံးမှတရက်ထမင်းစားရတာမင်းဖွာကုံစင်းရောက်ပြီးတော့ကြောင်းထားပေးတယ်မင်းဖိုးကတော့အရက်ကိုအငမ်းမရတောက်တယ်အရက်ဆွဲလာတော့မင်းဖွားကိုရိုက်တယ်မင်းဖွားကတော့မင်းဖိုးနှိညမရွေးဆဲတယ်အဲ့လိုနဲ့ပဲအဖေရဲ့ညတွေကအမောင်ဖုံးနေခဲ့တာကွာဒါပေမဲ့လည်းမကြပါဘူးမင်းဖိုးနဲ့အဖွားစကားများတာလက်လွန်ပြီးတော့မင်းဖွားဆုံးမသွားခဲ့တယ်မင်းဖိုးကတော့ထောင်ထဲမှာပဲဆုံးသွားခဲ့တာအဖေသူတို့မျက်နှာတွေကိုတောင်မှနောက်ဆုံးချိန်မှာမတွေ့ခဲ့ရဘူး ခွန်သွေးမှာရီဝဝေမျက်လုံးများနဲ့ငီမောနားထောင်နေပြီးမီးစရာမီးခွန်းတွေများနေလေရဲ့ အေးဒီအခြေအနေတစ်ခုမှာမင်းရဲ့ကျင်လည်လာတဲ့ပတ်ဝန်းကျင်နဲ့မင်းပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့အရာတွေကိုမင်းမေးခွန်းထုတ်နေလိမ့်မယ်ပတ်ဝန်းကျင်ကလားဘလို့ထင်ကြီးပေးကြမလဲအရက်သမားမရတကားပိတ်ရိတ်ခံရတာတို့ဘဝအတိတ်ကံညံ့လို့အရက်သမားသားသမီးကဘဝနာခဲ့တာသူ့ရဲ့အတိတ်ကံဝကြွေးကြောင်းမို့ဒါပါပဲဆင်းရဲတဲ့လူကမကြီးပွားပဲထက်ဆင်းရဲခဲ့ပြီဆိုရင်သူအတုံးမကြလို့အရင်မပြောဘဲနဲ့သူ့ရဲ့ဘဝဘေးကညံ့လို့ယူဆကြတယ်တို့မြန်မာလူမျိုးတွေကလည်းအရာရာကိုလက်တွေ့ကြကြမတုံးတက်ဘဲနဲ့အရာရာကိုကန်ဆိုတဲ့စကားလုံးတစ်ခုနဲ့ပဲထင်ကြီးပေးကြတာအဖေအရွယ်ရောက်လာတဲ့ချိန်မှာအဲ့ဒီကန်ဆိုတဲ့စကားကိုလက်မခံလို့မျိုးစစ်တဲ့လူငယ်တွေကိုလက်တွေ့ကြကြတင်ယူတတ်ဖို့ဖေစူးစမ်းတယ်ဒါပေမဲ့လည်းယူစွမ်းရှိမှပဲယူခွင့်ရတာမဟုတ်ဖဲလားငငယ်တည်းကဘဝနာခဲ့ရတဲ့အဖေအတွက်မားတာကိုမှန်တယ်လို့မြင်မှန်တာကိုမားတယ်လို့မြင်ပြီးတော့စုံလုံးကမ်းပြီးတော့ထင်ရဆိုင်နေခဲ့အေးအဖေပေးခဲ့တာတွေကအမားပဲလားဆိုတော့မဟုတ်ဘူးကွအဖေသိတယ်တကယ်တော့အမှန်ဆိုတာထက်ကိုတာလွန်နေခဲ့တာ ခွန်သွေးမှာတပြူးပြူးတိုက်ခတ်နေတဲ့လေပွေယူတွေကိုတော့ရှူချိုက်ဖို့မိနေခိုင်ဦးတင်စော်သွေးမှစကားဆက်ဆိုပါတယ် အဖေကြောင်းဆရာဖြစ်ဖြစ်ချင်းအထက်ကအမိန်ကြတော့ဒီရွာလေးကိုရောက်ခဲ့အဲ့တုန်းကအဖေကဆရာပေါက်စားပေါ့မင်းအမေကတော့အဲ့ဒီချိန်တိုင်းရင်သူလေးပြီးပြီးယူယူအေးအေးနဲ့ကလေးဆန်ဆန်လေးပါပဲဖေကယောက်ျားသားဆိုတော့တည့်တဲ့အတိုင်းဒီတာဝန်ကြတဲ့နေရာမှာချစ်ပြုတ်စားဖို့အတွက်ကမဟန်းအဲ့ဒီတုန်းကတော့အဖေကချမောင်ဟင်းငန်ငန်ကြီးရေစားပလက်ရီလုံကူးနေတဲ့ကစွန်းရကြော်လေး
ဒါတွေပဲစားခဲ့ရတာဒါဟိုမင်းကမကြည့်တတ်တဲ့ခါကျတော့အဖေကိုစားဖို့တောက်ဖို့ကိစ္စစိန်နာရှိခဲ့တယ်ပဲဆိုပါတော့လေ ဟုတ်ဆရာလေးစားပါအမနာပါနဲ့အားလုံးကျမကိုယ်တိုင်ချက်ထားတာဆရာလေးကိုကျမစိတ်မခတ်တာပါတော့ အော်မမြတ်လေးရဲ့ကျွန်တော်ကငံတူးနေတဲ့ဟင်းနေအပင်လိုက်ချောင်းလိုက်ကစုံရည်ကြော်လေးပဲစားခဲ့တော့ဟင်းကောင်ထမင်းကောင်စားမှာစိတ်လှုပ်ရှားတော့ပါဗျကဲကျွန်တော်စားပြီနော်မမြတ်လေး ပြောရင်းဆိုရင်းနဲ့ဆရာလေးဟာထမင်းတွေကိုပလုတ်ပလောင်နဲ့မရက်ပဲစားပါတော့တယ်။ရတာရှိရဲ့ဟင်းတွေကိုမစားခဲ့ရတာကြာပြီမလား ဟိုဆရာလေးရဲ့ဖြည်းဖြည်းစားပါမသိရင်ကျမခေါ်သွားပြီးတွေးထားတယ်လို့ပဲ ။ထူစကားကိုကြားလိုက်ရတဲ့ဆရာလေးဟာထမင်းနေပြီးဆက်တောင်မစားနိုင်တော့ပါဘူး။ဒီလိုနဲ့အချိန်ကာလတစ်ခုကြာတဲ့အချိန်မှာတော့ ဟိုဗျာမြကိုကျွန်တော်ပြောစရာလေးရှိတော့ပါ အော်ဆရာလေးဘာလဲထမင်းလေးလာမပိုးနဲ့တော့လို့ပြောမလို့မလားအဲ့ဆိုရင်တော့တော်ပြီလာမပြောနဲ့ကျမကိုပဲတော့ပြောကြည့် အဲ့လိုမဟုတ်ပါဘူးမြရဲ့ကျွန်တော်ပြောချင်တာတစ်ခုပါ ကဲဒါပြပြောစမ်းမအောင်ကျမရေခက်ဆင်းရအောင်ပါရှင့် မမလေးမှစိတ်မရှိဟန်ဖြင့်ပြောပါတယ် ။ဩဒါဖြင့်တော်ပဲလေကျွန်တော်အိုးကူကင်ပေးပါမယ် ဟဲမဖြစ်ပါဘူးတော့ကြွားရတဲ့သူတွေကလေအခုလိုကြောင်းစရာနဲ့တွဲသွားနေတာကိုတွေ့ကျမအတင်းဖြင့်ပြောကြမှာပေါ့ရှင့် ။ဩမဟုတ်တာမြရဲ့မြကိုရှင်းမရစေအောင်တိတ်ခါလည်းမကြစေအောင်စိတ်ချနော် ဒါဖြစ်ရှင်းမလိုက်တော့ဘူးပေါ့ကောင်းပါတယ်နေခဲ့ ။ဟိုမဟုတ်ဘူးလေမြရဲ့မြကိုလည်းမထိခိုက်စေတာချင်းတူတော့ကျွန်တော်ကနောက်ကလိုက်ခဲ့ပါမယ်။မြအရှိရသွားပေါ့ တကယ်ခက်ပါလားရှင့်ကိုလေမိန်းကလေးတယောက်ကိုအဲ့လိုလိုက်ရတယ်လို့ဘယ်သူတင်မိလိုက်တာလဲ ။ဟမ်ဒါဖြင့်ကျွန်တော်ကမြကိုလိုက်နေလို့ဘယ်သူပြောလဲ ။မြမရှက်ကိုရှက်ကန်နဲ့ ဟုတ်အိုးသူပြောပါရှင်ကဲလိုက်ချင်လိုက်မလိုက်ချင်နေခဲ့ ။လိုက်စေချင်တော့လိုက်ရမှာပေါ့ဗျာ လူစိုး ပြောရင်းဆိုရင်ရေဦးလေးခေါင်းပေါ်တင်းကစကားဆက်မိပြောဖို့ဆရာလေးရဲ့စိတ်ထဲတွင်တွန့်ဆုတ်မနေပဲရေရဲတင်းတဲ့ခန်းစားချက်ကိုတတိရှိစွာဖွင့်ထားဖို့အာတင်ရင်အတဝဝတစ်ချက်ယူလိုက်တယ် ။ကဲဘာပဲနေပြောလိုက်တော့မယ်ကွာ ဟဲဆရာလေးဘယ်သူနဲ့စကားပြောနေရတော့ ဟာမထူတော့ပါဘူးကျွန်တော်မြကိုချစ်တယ်လက်ထက်ချင်တယ်ဗျာမြကိုကျွန်တော်ပိုင်ဆိုင်ချင်တယ် ဆရာလေးမှာသူပြောချင်တာအော်ပြောပြီးခက်တုတ်ပြေးထွက်သွားပါတယ်ကြံခဲတဲ့ရေဦးလေးရွက်သူမမလေးမှာဖြင့် ပုတ်တော့ ဆိုဒီစကားနဲ့အတူဖြန်းကနေမိသောအတန်ဖြင့်ရေဦးလေးကွဲသွားပါတော့တယ်တပြိမ်နက်ခက်လန်လန်မှရေခက်သမားလေးများမှာရေဦးလေးတော့ကွဲသွားပြီတဲ့ဟို၍ဝိုင်းလောင်ခဲ့ကြပါတယ် ဒီလိုနဲ့ပဲပေါ့မင်းအမေနဲ့အဖေဘဝတစ်ခုထူထောင်ခဲ့တယ်မင်းအမေကအဖေကိုလမ်းမပြပေးခဲ့မင်းအမေကအဖေကိုပျော်ရွှင်မှုမျိုးထွေးမှုတွေပေးခဲ့တယ်မင်းအမေကြောင့်အဖေအများကြီးပြောင်းလဲလာခဲ့တာ ဒါဖြင့်အဖေဟာအမေမှာယောဂဝေဒနာရှိတာတည်တည်ရဲ့နေဘာလို့မကယ်တင်ခဲ့ရလဲအဖေရဲ့အဖေဘာလို့အချိန်မပေးခဲ့ရလဲအဖေရဲ့ဘာလို့တကူကောင်းဆန်ခဲ့ရလဲအဖေရဲ့ အဖေတကူကောင်းမဆန်ခဲ့ဘူးတာအဖေပြီးခဲ့တဲ့တစ်လျှောက်လုံးမှာမင်းအမေတွေပဲအချိန်ပေးခဲ့တာမင်းအမေရဲ့ဝေနာနောက်ဆုံးချိန်ရောက်နေတာကိုတောက်မှာအဖေမင်းကိုရောမင်းအမေကိုရောအတိမပေးခဲ့ဘူးအဖေတရားကိုပဲမိသားစုကိုကယ်တင်နိုင်မယ်ဆိုရဲစိတ်ပိုင်းဖြတ်ပြီးတော့အဖေဖြည့်ရှင်းဖို့နီးလန်းရှာခဲ့တယ်အခောက်ခောက်ခါခါဖြည့်ရှားတယ်ဒါပေမဲ့မင်းအမေနဲ့အဖေစုဆောင်းထားတဲ့စီးစိမ်တွေကမင်းအမေအသက်ကိုကယ်နိုင်ဖို့လောက်တော့မလုံလောက်ခဲ့ဘူးကွာဒါကြောင့်အဖေအလုပ်ကိုဖိလုပ်ခဲ့တာကျူရှင်တွေစားထိုးတင်ပေးတယ်ဂိုက်တွေလိုက်တယ်ဆရာဝန်ကြီးနဲ့တိုင်မင်းနဲ့ဒါပေမဲ့လည်းနောက်ဆုံးမှာငွေများတရားနိုင်ဆိုလို့ပဲမင်းအမေရဲ့အသက်ကိုအဖေတို့ဆုံးရှုံးခဲ့ရတယ် ခွန်သွေးမှာမျက်ဝန်းအိမ်တစ်ချောင်းမှာမျက်ရည်များဆူတက်လာပြီး ဟဲဒါရီကအမှန်တွေလားအဖေကတားရဲ့မိသားစုအဖေက ဟုတ်တယ်ငါသားအဖေသားနဲ့သားမေပေါ်မှာတာဝန်မကျေခဲ့မိလို့အဖေတောင်းမှန်မှရဲ့သားရဲ့ မဟုတ်တာအဖေရဲ့တားတာအဖေကိုကန်လုံးမနဲ့ပြင်းမကျူးလို့ခဲ့တာတားတောင်းမှန်ပါတယ်အဖေရဲ့တားတောင်းမှန်ပါတယ် တကွန်သွေးမှာကလေးတယောက်လိုပင်အဖေရင်ခွင်နဲ့နာရှိုက်ကြီးတငယ်ငိုကြွေးနေလျက် တားထင်တာအဖေရဲ့အတ္တကိုရှိထားပြီးတားကိုမျောလင်းချက်နဲ့ပြိုးထောင်ခဲ့လို့ထင်ခဲ့မိတာ မှတ်ထားတာမိဘဆိုတာလေတာသမီကိုသူတို့ကောင်းစားဖို့တခုတည်းနဲ့ဆိုရဲမျောလင်းခြင်းမျိုးနဲ့မပြိုးထောင်ဘူးကိုသားသမီးလိမ္မာရေးရရှိဖို့လမ်းမှန်မှန်လျှောက်တတ်ဖို့တတိရှိဖို့အမားအမှန်တွေခွဲခြားတတ်ဖို့စတဲ့အချက်တွေတိုင်းဖြစ်ပါစေဆိုပြီးတော့မျှော်မှန်းပေးကြဒါဟာကိုကျွေးမွေးခဲ့တဲ့တာသမီပေါ်မှာရှိတဲ့တစ္ဆာနဲ့မေတ္တာတရားပဲငါသား
ဖခင်နဲ့သားဖြစ်သူတို့ဟာတယောက်အပေါ်တယောက်အမုံမီးများအငွေ့ပြန်ပြကြသွားခဲ့ကြပြီးတူနကိုဘွားတစ်ခုကိုရင်ဆိုင်ကြော်ပြတ်ဖို့အားရင်အသက်တွေမွေးထုတ်ခဲ့ကြပါတယ်။ခရီးမပြန်အရောက်တရက်ကလေးများကိုကြီးစံနေဟန်ရှိရဲ့လေယူများတဖြူးဖြူးတိုက်တဲ့ညမှာတော့ တာရီအဖေသားအမတ်တွေအများကြီးနဲ့စာမေးပွဲအောင်ခဲ့တာဆိုတော့အဖေဂုံလို့မဆုံးဘူးကွာဒါဖြင့်တာရောဘာဆက်လုပ်ဖို့စဉ်းစားထားလို့ ခွန်သွေးမှမခိုးတရိုးအကြည့်များဖြင့်စကားဆဆိုပါတယ် ဟိုဒါအစားတော့ဂျာမနီမှာပဲဒီဂရီတစ်ခုယူဖို့စဉ်းစားထားတယ်ဖေ တာဘာလို့အဲ့လိုလုပ်ဖို့ဆုံးဖြတ်ခဲ့တာလဲ ဒါဆုံးဖြတ်ခဲ့တာမဟုတ်ပေမဲ့တာဝန်တစ်ခုကိုပေးအပ်ခဲ့တာပါဖေအကြောင်းဟာဒီနိုင်ငံကြောင့်ပါပဲ ဘလို့ကြောင့်မို့နိုင်ငံကြောင်တော့တာရဲ့ တာဒီနိုင်ငံကိုမကြိုက်ဘူးဖေအထူးသဖြင့်ဥပမာတွေအနေနဲ့ပညာတတ်တွေဟာမြောင်းတဲ့အမိုက်တွေကိုဆဲရပြီးနိုင်ငံဖွံ့ဖြိုးရေးကိုလှုပ်ဆောင်ရင်ပညာမဲ့တွေဟာတိုင်းပြည်ကိုစိတ်ကြိုက်ချဲလဲတယ်ဒါကပထမတစ်ချက်တားတော့ညီမလူမျိုးတွေဟာဘယ်ကိစ္စဘယ်အရာဘယ်အကြောင်းကိုမဆိုညံရှိမတွေးခေါ်တတ်ပဲပြီးဆိုလဲပြောတတ်ပြီးညံရင်မီတလောက်ကိုတွေးခေါ်ဖို့မစင်စားဘူးအထူးသဖြင့်ပြိုင်ပွဲတစ်ပွဲမှာနိုင်တဲ့သူကတော့နိုင်ပြီးရှုံးတဲ့သူကရှုံးနေနေမေဒီနီယာမှာတော့ဘယ်လိုလုပ်တဲ့နဲ့ပြောမဲ့အစားမင်းဒီတစ်ခါအတုံးမကြလို့အရင်ရှေ့တန်းတင်တယ်ဒီနေရာမှာအတိတ်ကလူကြီးတွေသူတို့ဘလောက်မှလူငယ်တွေပါပဲအဖြစ်ကရှိရယ်လူကြီးလို့တာနာမည်တစ်ခုခံထားပေမဲ့အသက်ကသာကြီးပြီးအုံနောက်ကကြီးမတတ်တာဒါဒုတိယတစ်ချက်တတိယတစ်ချက်ကတော့ပညာမဲ့တွေပေါ်များတာပညာမဲ့ဆိုတာထက်စဉ်းစားဉာဏ်မဲ့တာငယ်စဉ်ကကျောင်းအသင်ပေးလိုက်တဲ့ပညာဟာလက်တွေ့ဘဝမှာအသုံးပြုလို့မရဘူးဆိုတဲ့စကားတွေဘွဲရပြီးရဲ့လူဟာတလောက်လာခနဲ့တိန်ဆိုတာတွေသူတို့စဉ်းစားဉာဏ်မရှိတာကိုကိုမြင့်ချီကိုမမြင်ဘူးဆိုသလိုဉာဏ်မဲ့တာတွေပညာရေးကိုခုတိုးလုပ်ပြီးလောကဲပြောဆိုတာတွေပညာမတက်လဲငါလာကတိတ်လုံးကိုတင်ကျွေးနိုင်တယ်ပညာမတက်လဲကိစ္စမရှိဘူးအဓိကငွေရှာတက်ရင်ပြီးဆိုပြီးလောကကြီးရဲ့မာယာလက်ကွင်နဲ့ကြောက်ရောက်နေတဲ့သူတွေအင်းလေသူတို့ကျင်ရတဲ့ပတ်ဝန်းကျင်ဟာပညာရှိအရာဝမ်းမဟုတ်ပဲပညာတက်တွေပြောတာကိုတရားလောကဲပြောဆိုရဲလို့မှတ်ယူပြီးပညာတက်တယ်ဆိုတာကျောင်းစာတစ်ခုရဲ့တက်တာကိုမခေါ်ဘူးဆိုတဲ့စကားကိုတွေးခေါ်မတတ်ပဲကိုထင်ရဆွဲသွေးအပြစ်လို့ပြောဆိုတာတွေဒါဟာတရားတစ်ချက်စရုပ်ထားချက်ကတော့မွေးပြီးရင်ငါတောင်ကြီးကြည်ပြီးဆိုပြီးသားသမီးကိုသူတို့လိုဘဝနဲ့ပဲအစုပ်တက်ခံလိုက်ချင်တာတွေနောက်ဆုံးတစ်ခုကတော့အင်းနေရာတွေအမှန်မပြေရလို့ရေးထားရင်အိုးလူမမမြင်တာလူမမြင်အောင်ပြစ်လိုက်ရင်ပြီးပြီပဲဆိုတဲ့စိတ်ဓာတ်တွေကိုယ့်လူမျိုးအချင်းချင်းအောင်စီလုံးမှုမရှိတာတွေဒါကတော့မထူးဆန်းပါဘူးကျောင်းမှာစာရိုက်တာအချိန်မျက်နှာရလို့ဒီလိုစိတ်ဓာတ်တွေပဲဆွဲပါလာကြအောင် ဦးတင်းစော်သွေးမှာစိတ်ပါဝင်စားစွာနားထောင်နေပြီးနောက် ဖေတာတွေးခေါ်တတ်တာထက်ကိုတွေးခေါ်တတ်နေပါပြီဒါပေမဲ့တားပြောတဲ့ချစ်တွေထဲမှာအများစုကမှန်တယ်လို့ပြောလို့ရတယ်မားတဲ့အချက်တွေလည်းရှိနေတယ်ဒါပေမဲ့ဒါကိုအဖေမပြောပြအောင်ဒါတွေးခေါ်တဲ့တနေ့ကျရင်ဒါတွေးမိလိုက်မယ်ဒါဖြင့်မင်းကမြန်မာပြည်ကနေထွက်သွားမယ်ဆိုပါတော့မင်းဟာကိုယ့်ရဲ့အမိမြေနိုင်ငံရေးအတွက်မျိုးဆက်တဲ့လူငယ်တယောက်အနေနဲ့ဘာတွေအကျိုးပြုခဲ့ပြီလဲဘယ်အချိန်ထိရောအကျိုးပြုသွားမှာလဲ တကွန်သွေးမှာရုတ်တရက်ပြန်မပြေနိုင်တော့ပဲ ဒီမဲငါသားအဖေတို့ကနိုင်ငံရေးအတုံးမချလို့ဆိုပြီးတော့ထိုင်အောင်နေမဲ့စားဒီကဘာမြေဒီရေဒီနိုင်ငံကြီးကအဖေတို့ကိုအသက်ရှူခွင့်ပေးထားမှာတော့ဒီကဘာမြေဒီနိုင်ငံအတွက်အကျိုးဖြစ်စေမဲ့အလုပ်တစ်ခုခုလုပ်ပြီးတော့ဒီနိုင်ငံကြီးကငါပြုခဲ့တဲ့အကျိုးတစ်ခုအတွက်ဘာတွေများပြောင်းလဲသွားမလဲဆိုပြီးတော့တွေးကြည့်တာပုံမကောင်းဘူးလား ခွန်သွေးမှာအားရင်အပြေရတာတော့မျက်လုံးများဖြင့် အဖေတာဒီနိုင်ငံကမထွက်သွားတော့ဘူးတားနိုင်ငံကိုတားချစ်ရမယ်တားတို့နိုင်ငံကိုတားတို့ချစ်ရမယ် အေးသားမင်းဘာလုပ်ချင်လဲအဖေကိုပြောပါဦး တားလူရဲ့အသက်ကိုကယ်တင်ခြင်းနဲ့အဖေကိုကယ်လိုက်တဲ့လူဟာကိုကြောင့်အသက်ရှင်သွားရဲဆိုရှင်တားဗီတိအပြုံကြီးဖြာနေခဲ့မှာ ဟုတ်ပါပြီအဖေမင်းကိုစစ်တက်ကလို့ပို့ပေးမယ်တက်ကလို့ကျောင်းသားဘွားတက်တက်မှာတစ်ခါပဲရတဲ့အတွက်ပျော်ပျော်ကြီးဖြစ်တန်းခဲ့ကွာနော်လိမ္မာရေးချရှိအောင်လဲနေမင်းအဖေနဲ့အမေရဲ့စကားတွေကိုလည်းအမြဲတမ်းကြားရောက်နေပါ ဒီလိုနဲ့ပဲတကွန်သွေးဝတန်ဆိုင်လျံခွန်သားဆွဲနဲ့ကျောတရဖီနန်းတို့ဟာစီချောင်းသားဘဝကိုရှောင်းနေတာဖြတ်ကျော်ပြီးရအခါမှာတော့မြန်မာနိုင်ငံဟာဆိုရင်ဖြင့်အမောင်ဖုံးတဲ့နေကိုရောက်ရှိလာပါတော့တယ်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်တနင်္လာနေ့ဖြစ်ပြီးအဲ့ဒီအစားလို့မြန်မာနိုင်ငံရဲ့မငြိမ်းမချမ်းနေစတင်ခဲ့တာပေါ့
ခွန်သွေးရိုးစစ်ကြောင်းသားတစုဟာဂျူတီကော့အဖြူအနေဝတ်ပြီးငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။ဒီလိုနဲ့မြန်မာနိုင်ငံကြီးဟာကာလတစ်ခုကြာမြင့်လာတဲ့အခါမှာတော့ဆန္ဒပြပွဲတွေရော့ပါလာခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီအစိုးရဟာတက္ကသိုလ်ကျောင်းသားတွေနဲ့စီဒီအမ်ဝင်တဲ့ဆရာဆရာမတွေစီဒီအမ်အစိုးရဝန်ထမ်းတွေကိုမတရားသဖြင့်နေနဲ့ရက်စက်ရုံမှစွာအကြမ်းဖက်ခဲ့ကြပါတယ်။တကွန်သွေးတို့ရဲ့တငယ်ချင်းဖြစ်သူခွန်သားဆွဲမှာပျောက်ရှင်မလားပျောက်သွားခဲ့ပြီးအသက်ရှင်နေတယ်လို့သာသူတို့ယုံကြည်ထားခဲ့ကြပါတယ်။တကွန်သွေးရဲ့အဖေဖြစ်သူဦးတင်စောသွေးမှလည်းနိုင်ငံတော်ပုန်ကန်မှုနဲ့တရားစွဲဆိုခံခဲ့ရပြီးအဝေးတနေရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်။တာဖြစ်သူတကွန်သွေးမှာသူကိုယ်တိုင်ဟာလည်းပုံနေခဲ့ရပြီးသူ့အဖေဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရှိတဲ့နေရာကိုရောက်ရှိသွားတယ်လို့ယုံကြည်ခဲ့ပြီးသူကိုယ်တိုင်ဟာလည်းသူ့ရဲ့လန်ကီကိုဆက်မသွားဘဲအဖေဖြစ်သူကိုသာရှာဖို့တခဲနဲ့စိတ်အားထက်သန်နေခဲ့ပါတယ်။ဒီနေ့မှာတော့ခွန်သွေးရိုးတငယ်ချင်းတစုမှာ ကဲအခုငါတို့ဘာဆက်လုပ်ရမလဲဘယ်မှာလဲငါတို့ရဲ့အနာဂတ်တွေဘယ်မှာလဲငါတို့ရဲ့အခွင့်အရေးတွေဘယ်မှာလဲငါတို့စူးစမ်းခဲ့ရတဲ့အချိန်ရဲ့အဖို့ကားတွေဟာတကယ်စိတ်ပြုတ်ဖို့ကောင်းတဲ့ခေတ်ကြီးပါကွာ ဝတန်ဆိုင်လျံမှာဇကားကိုတောက်ချီတင်ပြောလေတော့ကြော့သရပီနမ်းမှာ ဟဲ့တူတူပြောနိုင်ရတွေမှာနားရှိတယ်ဟဲ့တော်ကြနေတယ်မကငါတို့တစ်ဖွဲ့လို့စစ်မှုထမ်းနေရအောင်မယ် ထိုစဉ်ဆိုင်လျံမှာခေါင်းကုပ်၍ စိတ်ညစ်တယ်ကွာငါတို့အားလုံးဒီလိုနေတော့မဖြစ်ဘူးဆိုတာသိကြမှာပါငါတို့ဘာဆုံးဖြတ်ရမလဲဟဲ့အောင်ခွန်းတွေမင်းရောဘာဆက်လုပ်မှာလဲ ထိုစဉ်မိုင်းဝေနေတော့တကွန်သွေးမှ ငါတော့အဖေကိုသွားရှာမယ်အဖေစီသွားမယ် ဒါဖြစ်မင်းရဲ့ရှိရရော ငါရဲ့ရှိရလားငါရဲ့ရှိရအဖေပေးရအားအင်းတွေနဲ့ဆက်ရှောင်းမှသာလိုရခီးရောက်မှာငါဘာမှအဖေပဲကြံတော့တာအမေကငါဆုံးရှုံးခဲ့ပြီအဖေကငါထပ်ဆုံးရှုံးမခံနိုင်ဘူးငါအဖေကိုရအောင်ရှာမယ် ဒါဖြစ်သွေးအဖေရဲ့ဒီနေရာကိုသိလို့လားဆွဲရဲ့အကြောင်းစုံစမ်းနေတာရောဘလို့အချိန်ကြီးထူးသေးလဲ ခုထိတော့မတိချာမိရသေးဘူးငါတတိချာချာဆက်ဆိုလိုက်ပါဦးမယ် ဒီလိုနဲ့တပတ်ကြာရဲ့အခါတကွန်သွေးစီကိုအမည်မသိလိပ်စာမသိဖုန်းနံပါတ်မသိရဲ့စာတစ်စောင်ရောက်လာခဲ့ပါတယ်။တို့သွေးဒီနေရာဒီလမ်းတိုင်းရောက်အောင်လာခဲ့ပါအဲ့ဒီနေရာမှာအမတ်သားတစ်ခုတွေ့ရင်အဲ့ဒါငါပဲမင်းတွေ့ရှင်နေရဲ့သူကိုရောတွေ့ရမှာပါတကွန်သွေးဟာစာအုပ်ရရချင်းဖြက်စီပစ်ခဲ့ပြီးတငယ်ချင်းတွေကိုအကျိုးအကြောင်းပြောပါတော့တယ် လောက်ပေါ်တော့ဒီလိုပဲငါတော့ဇွဲလိုပဲထင်တယ်မင်းတော့ သေချာတာပေါ့ဆွဲမှဆွဲပဲ ဒါဖြစ်ငါတို့ကဘယ်လိုဆက်လုပ်ကြရမှာလဲဒီစာတိုင်းလိုက်တော့ကြမှာလား တကွန်သွေးမှာနားမလည်နိုင်ဟန်ဖြင့် ဘလို့ငါတို့ဆိုတာဘာသဘောလဲမင်းတို့ကလိုက်ပါမလား ငါတို့ကတငယ်ချင်းတွေလေကွာတငယ်ချင်းတွေဆိုမှတော့ဘာတွန့်ဆိုင်နေရအောင်မလဲငါတွေးရ မလိုက်ကြပါနဲ့ဟာငါတယောက်တည်းသွားပြရစီလူများရင်မကောင်းဘူးဟာ လောက်ပါသွေးရဲ့ဒီတခါတော့တောင်းဆိုတယ်လေနော်နော်လို့ ဒါဖြင့်မင်းတို့မိဘတွေရော ရတယ်ဒီကိစ္စကစိတ်ချဆေးရုံမှာဒီရဲ့ပိုင်တက်ခွဲခွန်းဝင်ရမယ်လို့ပြောပြီးစောမေးပွဲရှိလို့အဆောင်မနေမယ်လို့ပြောလိုက်မယ်လေ ကျော်မစား၍အားတက်တရောပြောပါတယ်ထိုစဉ်ခွန်သွေးမှ ဟမ်ကြံပဲဒီခေတ်ကြီးမှာဘယ်တက္ကသိုလ်ကျောင်းသားအတက်ကြတော့လို့လဲကြည့်ကြလဲလုံး ရတယ်ဒီကိစ္စစိတ်ချ ဒါနဲ့ဆိုင်မင်းရော ငါကဟိုဒီ ဘာလို့ဟိုတတိဖြစ်နေရလဲငါဖြတ်ရလိုက်ရမသိရင်သွေးလော်ကြော်နဲ့သွေးပြန်ကြောဟိုဒီမတဲခွဲဖြစ်နေသလိုပဲ ဟိုတာလိုက်မယ်လို့ အဲ့လိုလှုပ်ဆန်းပါကွာမင်းရလေ ကြီးစံတွေလေပုံမြောက်ဆဲသွေးစွန်းဆဲငိုတန်လားရေတန်လားမတဲကွက်သေးရဲ့ဒီနိုင်ငံရဲ့တရက်မှာတကွန်သွေးတို့တွေဟာလိုအပ်တဲ့ပစ္စည်းကရိယာရိတ်ခါဆေးဝါးအစရှိတဲ့တကူရီသုံးပစ္စည်းများကိုကိုစီစုဆောင်ပြီး၃ယောက်သာစတင်ခရီးထွက်ခဲ့ကြပါတယ်ထို့သောဖြင့်၃ယောက်သာမရဲတရဲတက်တီတွေမွေးကပုံရှိုးကွယ်ရှိုးရင်တယောက်ကိုတယောက်ဖိမကြရင်ခရီးတစ်ခုရောက်လာခဲ့ကြတယ်ဒီလိုနဲ့တောကြီးမြတ်မဲရဲ့တနေရာကိုရောက်လာခဲ့ချိန်ဆိုင်းမအလောတကြီးအတန်ဖြင့် ဟဲ့အောင်တွေဟိုမှာတခုခုပဲ ဟင်ဒါငဇောရဲ့လက်မှတ်ပဲဟုတ်တယ်မလား ဟုတ်တယ်သူကဘာရည်ရွယ်ချင်းနဲ့ဒီလိုအမှတ်သားတစ်ခုထားတာလဲ ကျော်မစတင်မိခွန်းထုတ်တယ်ပြီးနောက်ဆက်ပြောတယ် ဟဲသွေးအဲ့ဆောင်မှာဘလို့နေရလို့ပြောထားလဲ အော်ဒီလိုလေအုံမိုင်းပြီးဆွဲဆောင်မှုရှိတဲ့တစ်ပေတစ်ပင်မှာသူ့ကိုရှာပါတဲ့ ဆိုင်းမနားမလည်ဟန်ဖြင့် ဟာရောက်နေပါအောင်အမှတ်သားကလည်းတစ်ပင်ပေါ်မှာပြုတ်တစ်ပင်ကလည်းဝက်တိချပင်ငါ့ကိုရှာပါဆိုတော့မဟုတ်မလို့ရဒီကောင်ငဇွဲကတစ်ပင်ဆောင်နဲ့များဖြစ်သွားလား
ထိုစဉ်တကွန်သွေးမှခေါင်းကိုတစ်ချက်ပုတ်လိုက်ပြီး ဩအင်းကွာမင်းစဉ်းစားနိုင်စမ်းဒါအကုန်ပဲလား ဟာငါတွေးမိတွေးရတွေးရပဲလေကွာ မင်း ဟဲ့နင်တို့နောက်မှဆက်ပြောအပေပေါ်ကြည့်တစ်ခုခုလုပ်နေတယ် ၃ယောက်သာဝက်တိချပင်ကြီးစီအကြီးရောက်သွားပါတယ် ဟာဒါငှက်တဲ့ကောင်ပဲ ဟင်တေချာကြည့်စမ်းဟာအဲ့ဒါဦးတောင်းငှက်ပဲ သွေးမှတေချာထောက်ပြလေတော့ဆိုင်းမ ဟင်ငါတို့ဥတောင်ငှက်ကိုအရှက်လက်လက်တွေးနေရပါလားဟာဒါဖြစ် तू ကဘာလို့ဒီနေရာမှာရှိနေတာလဲ ငါတို့ခီးတစ်ခုရောက်နေပြီပဲ ကျော်မဝင်ပြောနေစဉ်ဦးတောင်းငှက်ကြီးမှထပြန်သွားပါတယ် ဟဲ့အောင်အဲ့ဒါမင်းအားချောင်လို့ကွာအတန်ကိုခေါင်းလောင်းတီးတယ်လို့လှောင်းနေရပဲ ပြောရင်းဆိုရင်ဦးတောင်ငှက်ပြန်ထက်သွားရစီတို့ဆိုင်းမပြေးလိုက်တယ်ပြီးတော့ဝက်တိချပင်ကြီးရဲ့အဝေးတနေရာကိုရောက်တဲ့အခါမှာတော့ ဟင်ဟဲ့အောင်မင်းတို့နှစ်ကောင်ကြီးကိုလာကြည့်အောင် ဝက်တိချပင်ကြီးရဲ့အလံဝေးတနေရာတစ်ခုမှာကြောက်တုံတုံရှိနေပြီးအဲအပေါ်မှာအမတ်သားတစ်ခုထွက်တည်ပြန်ပါတယ်ထိုစဉ်ကျော်မသဘောပေါက်သွားပြီး ငါနားလဲပြီဒါငါတို့ကိုလမ်းပြထားတာပဲငါတို့ဒီလိုနေ့အတိုင်းစိတ်ချကြမယ်လေ ကောင်းပြီ ဒီလိုနဲ့ရွှေညံရှင်သူရဲကောင်း၃ယောက်ဟာပဟိနိဆန်တဲ့ဆောင်ပွဲတစ်ခုကိုဖြည့်ဆူနေရပြီးအခါအတုံးတက်လာရင်နမိုင်အကွာမှာရေတခွန်တစ်ခုစီကိုဆက်ရောက်လာခဲ့ကြတယ် အေးချမ်းလိုက်တာငါနဲ့လေးလာရီခီးထွက်လာရတယ်လို့ပဲနော်တွေး ငါကတော့ငါဇွဲကိုတွေးမှပဲအေးချမ်းနိုင်မယ် တကူရေတန့်ချင်းရေလုံးနေကြစဉ်ဆိုင်းစီမှာအတန်တစ်ခုကြားရတယ် ဟဲ့အောင်နေ ဆိုင်းမလမ်းခေါ်နေတော့ကြောင့်ကျောနှစ်တွေသွားကြည့်ကြလေရာ ဘယ်လိုပိတ်စတစ်ထဲပဲဒါဆိုဒီနောက်မှလူနေတယ်ဆိုတဲ့သဘောလား ကျော်မှာစတင်အပြေချနေစဉ်အတန်တစ်ခုကြားရပါတယ် အားလုံးခဏ အတန်ကိုဂယုတစိုက်နားထောင်နေရင်လေတံလေးဖြင့်တကွန်သွေးစကားဆဆူလိုက်တယ် တနေ့အောင်ဖုံဖုံရွေးကြမယ်လာ အဲလိုနဲ့၃ယောက်သားဟာရေတကွန်စီမှာတိတ်တဆိတ်လျှောက်လာနေရင်ခိုးဘက်ရှောင်းနေရမှာလူတစ်ယောက်ကိုတွေ့လိုက်ကြပါတယ်တစိမ့်မမတ်ကြည့်နေကြရင်ဆိုင်းမ ဟင်ခွန်းတော့ဇွဲမဇွဲဟဲ့အောင်မဇွဲ တွေ့လိုက်ဒီနေ့တပြိုင်နက်ဆိုင်းလျံမှာတုတ်ရှိတင်ပြေးကတိုင်းဖက်လိုက်ပါတော့တယ် ဟင်းဆိုင်လျက်တငယ်ချင်းမင်းတို့ရောက်လာပြီပဲဝမ်းသာလိုက်တာကွာမင်းရောက်လာတယ်ဆိုတော့သွေးကောပါမှာပေါ့နော်ခွန်သွေးပဲမလဲ ဟိုမှာလေဟိုမှာ ခွန်းသားဆွဲမှာလဲခွန်သွေးအားတွေးဒီနဲ့ပွေးဖက်လိုက်ပါတော့တယ် ငါဝမ်းသာလိုက်တာတငယ်ချင်းတို့ရာမင်းတို့ငါးစီမလာတော့ဘူးထင်နေတာငါတကယ်ဝမ်းသာတယ်ကွာ အေးကွာမင်းအသက်ရှင်နေတာမြင်ရတော့ငါရင်ထဲနဲ့ဝမ်းသာတယ် ။အော်ဒါနဲ့မင်းတို့တော့မှာပဲမဟုတ်လား။ဘယ်သူပါသေးလဲ ဟဲ့နင်ဒီမှာဘယ်နှစ်ယောက်တွေ့လို့လဲ ။အေးကောင်းတယ်။ဒီမှာကြာနေလို့မဖြစ်ဘူး။ငါမင်းတို့နားဘူးတနေရခေါ်သွားမယ်။လာကြလာ ဒီလိုနဲ့ပဲခရီးတို့တစ်ခုကိုဆက်ကြပါတယ်စကားတပြောပြောနဲ့ရှီလင်ခရီးတစ်ခုကိုအချိန်နှင်းငယ်ကြာဖြတ်တန်းပြီးရဲ့နောက်မှာမြေကန်ပါတစ်ချောက်ကဇရက်တွေဘုံကိုကျင်းနေနဲ့လိုင်းကူတွေလူအနှဲငယ်စုနဲ့ကလေးတချို့ကိုတွေ့ပါတယ်ဇရက်တစ်ခုစီရှီလန်းစတင်ချိန်ခက်လန်လန်ကဘုံကိုချင်းရှိမှထိုင်နေတဲ့ကလေးတစ်ယောက်ကိုတွေ့ကြရာအပြေးသွားနှုတ်ဆက်ကြတယ် ကလေးအခုမွန်းကြည့်ပါဦးသမီးဘာလုပ်နေရလဲ ထိုစဉ်မှာစကားမပီကလာပြန်ပြောနေရှာတဲ့ကလေးတစ်ယောက်ဟာနှုတ်မှစကားတခွန်းတွက်ကြလာခဲ့ပါတယ် ။ဦးရဘသူတွေလဲ။တမီးမမြင်ဘူး။ဦးရဒီနေရာရောက်လာပြီ။ဘုံမီရဲ့အတန်တွေလာလို့ကြရလား ကျော်မနားမလည်ဟန်ဖြင့် ဇွဲ तू ပြောတဲ့အတန်ကဘာအတန်လဲ ။လင်းနဲ့လာကြကြတဲ့လက်နဲ့ကြီးအတန်ကိုပြောတာ ဟင်း ကျော်တယောက်မျက်ရည်စီကြောင့်များယူကျလာပြီး ကလေးကအဲ့အတန်တွေကိုကြောက်တာလားမကြောက်ပါနဲ့ကလေးရဲ့မမတို့ကလူစွမ်းကောင်းတွေလေကလေးတို့ကိုကောက်ွယ်ပေးဖို့ရောက်လာကြတာမကြောက်နဲ့နော် ။ဒါဆိုမမတို့ကတမီးကိုကောက်ွယ်မယ်ဆိုတဲ့စကားပြောပြီးမမေလိုပဲခွန်များရဲ့ဒီအိမ်ပြောသွားမှာလား ဇွဲ तू ဘာလို့အဲ့လိုပြောတာလဲသူမိဘတွေကရောသူမိဘတွေရှိရမှာပေါ့ဟာသမီးမိဘတွေဘာမှလဲမမကိုပြောမမတွားခေါ်ပေးမယ်မြို့ပေါ်မှာကြံခဲ့ရမလားမမအခုချင်းချင်းတွားခေါ်ပေးမယ်
ပြီးတော့သမီးကိုလည်းမမပြန်လာခေါ်မယ်စောင့်နေနော်တိလားလာသွေးငါနာလိုက်ခဲ့ငါတို့သွားကြမယ် မျက်ရည်တစားတစားကြတာကိုအောင့်အီတီခံပြီးမယူရဲဆန်တဲ့လောက်ရက်တွေကိုလုံနေရဲ့ကြော့တဲ့ဖီနန်းကိုကွန်းသားဆွေမှတားလိုက်ပါတယ် ကြော့နင်ခုရက်လိုက်တော့လို့ဟာငါပြောမယ်ဒီကလေးလေးမှာမိသားစု9ယောက်ရှိသူ့အဖေကပြင်းလွှိုင်းယောဂအခန့်ရှိတော့ငှက်ဖျားထိဆုံးတာသူ့အမေနဲ့သူ့အကိုကလူတရိษံနေလင်းနဲ့လာကျဲတဲ့အချိန်သူတို့ကိုကာကွယ်ပြီးလက်နဲ့ကြီးမှန်ပြီးဆုံးသွားတာ ဟင်ဟုတ်လားဟာငါမယုံချင်ဘူးဟာ ချိုက်ကြီးတငင်ကိုကျွေးနေတဲ့ကြော့ကိုကြည့်ရင်တကွန်သွေးမှာမျက်ရည်စိုးတက်လာတယ်ဆောက်တရမရဖြစ်နေတဲ့ကြားကနေကြော့ကိုရှိသမျှအိုင်အင်လေးနဲ့ပွေးဖက်ပြီးနေသိမ့်ပြီးနေလေရဲ့ကြော့ဟာအငုံမရက်နိုင်ပဲကလေးကိုပြန်လဲပွေးဖက်ပြီးငိုကြွေးနေရှာပါတယ် မမတို့တမန်ပါတယ်ကလေးရဲ့မမတို့ဒီကလေးလေးတွေကိုကယ်တင်ဖို့နောက်ကျခဲ့တဲ့အတွက်မမတို့တမန်ပါတယ်မမတို့အခုချိန်ထိတောင်ကလေးတို့အတွက်ဘာမှမလုပ်ပေးနိုင်ခဲ့လို့တမန်ပါတယ် ကြော့တော်ပြီလာတော့ရော့မျက်နှာတက်လိုက်အောင်ခွန်သွေးကြော့ကိုခေါ်သွား ဆိုင်မှာဝင်ဖြောင်းပြပြီးနောက်ခွန်းသားဆွေမှ ကဲကလေးကိုကြီးကိုပြောကလေးဘာတွေစားနေရလဲစားလို့ကောင်းရဲ့လားကိုကြီးကိုကြွေးပါဦး ထမင်းစားစွန်းကိုကိုင်းခတ်ပြီး အာ ကျွေးလာတဲ့ကလေးတစ်ယောက်ရဲ့အဖြစ်ကိုကြည့်ပြီးဆိုင်မှာမျက်ရည်များစုတက်လာခဲ့ပါတယ် ဟင်အရသာကဘလို့ကြီးလဲစားလို့ကောင်းလိုက်တာကလေးကိုယ်တိုင်လှုပ်ထားလား ဟုတ်ကိုကြီး ငဇွဲခလေးလေးဘာစားနေတာလဲ ခွန်းသားဆွေမှအထားရက်ကစကားဆိုပါတယ် ဘီစကစ်ကိုကြိတ်ပြီးတော့ရင်းနဲ့ရောစားနေတာ ဘလို့သူတို့တဲ့မုတ်တရားရောအစားအစာတွေရောရိတ်ခါတွေရော ရိတ်ခါခွဲတန်းကပို့လာတဲ့အစားအစာတွေကတို့တွေအားလုံးဝဝလင်းလင်းစားရဖို့မလုံလောက်ဘူးတာကြီး ဘာပြောတယ်ဟာကွာခလေးလေးကိုကြီးဒီမှာမုတ်တီပါတယ်တမီပိုက်စားနေမလားရော့အကုန်လိုက်အကုန်စားလိုက်တမီချောကလက်ကိုကြိုက်လားကိုကြီးမှာပါတယ်လေရော့ဒီမှာကျတော့နွားနို့တမီရဲ့တမီဒါကိုကျမအောင်တောင်းရမယ်နော်ကဲစားဒါမဲ့အဖိုးခါတော့ပြန်ပေးရမယ်နော်ခလေးစားနေတဲ့ဒီဘစ်စကွတ်မောက်ကိုပေးအကိုအဲ့ဒါစားခြင်းနဲ့အကိုကိုကျွေးလို့ရမလား ပျော်ပျော်ဆူဆူနဲ့သူ့အိတ်ထဲကမုံတွေကိုလမ်းပေးတယ်ထို့နောက်ကလေးမတစ်ယောက်ရောက်လာခဲ့ပြီး မိမိသူများတွေကြွေးတာရှောက်မစားဘူးလို့မမပြောထားတယ်လေ မမဒီကိုကြီးကစိတ်ကောင်းနေမိမိကိုမုံကျွေးရဲမိမိအရန်ပြောရပဲ မိမိမမတို့ကိုမမေပြောထားတာမေးလို့မရဘူးလေလာခဲ့ဟိုသွားမယ် ဟိုကလေးမအကိုကိုမကြောက်ပါနဲ့အကိုလူစိုးမဟုတ်ပါဘူးအကိုကကလေးတို့ကိုကူညီဖို့လာတာပါဒါနဲ့တမီးကဒီကလေးရမှာပေါ့အသက်ဘယ်လောက်ရှိပြီလဲ သမီးအသက်က73နှစ်ရှိပါပြီရှင်သမီးညီမလေးအသက်က4နှစ်ရှိပါပြီနောက်ပြီးသမီးရဲ့နာမည်ကရွှေရွှေပါသမီးရဲ့ညီမလေးကယွန်းယွန်းတဲ့ ဟုတ်ပါပြီအကိုအကိုရင်းရောက်လို့တဘောထားနော်ကဲဒီမှာအကိုမဟုတ်တယ်ရော့စားအကိုကလေးတို့ကိုကျွေးရနော်စားကလေးအကိုရောကျွေးလို့ရပြီလား ရပေါ့ကိုကြီးကသမီးကိုကြီးလို့ပဲအရန်သဘောကောင်းတာပဲ ကဲစားကလေး ဟင်အကိုကြီးဒီမောင်ကဘာမောင်ကြီးလဲအေးဟာတာကောင်းလိုက်တာသမီးတာမျိုးခုမှပဲစားဖို့ရောအကိုကအကောင်းဆုံးပဲ ခလေးလောက်ထားပြီးမဟုတ်လေကိုကြီးကြိုက်ပါတယ်နောက်လေထပ်လုပ်ကြည့်ရမယ်နော်ကြောက်လား အမြဲပြောင်ဆက်ဆက်နေတဲ့ဆိုင်မှာမရှုပ်တီးထားနိုင်ပဲငိုရင်မုံကိုသာခေါင်းငုံပြီးဆက်စားနေပါတယ်ထိုစဉ်နောက်မှာကလေး10ယောက်ကျော်လောက်ရောက်လာက ကိုကြီးပြောင်းလဲပြီးပါတင်းနေစားခြင်းနဲ့ ဆိုင်ခွန်သွေးနဲ့ကျော်တို့ဟာပါလာတဲ့မုံတွေကိုကလေးများအညီအမျှခွဲဝေပေးခဲ့ကြပါတယ်ကလေးကိုတနာရဲ့စိတ်ကြောင့်မြင့်ဝန်းတင်မှာတော့နာကျင်ချင်းအပိုင်းအစရဲ့အလားမျက်ရည်ကြီးလဲနေပါတယ်မြို့ပြကြီးရဲ့တိုက်ကြီးထဲကြီးရဲ့လက်စစ်မီးအောင်တို့ဟာမုံပွားတစ်ခုလိုနင်းနေညခွဲခြားထားသလိုပါပဲတစ်ဖက်ကပျော်ပွဲရှင်ပွဲတွေကျင်းပနေချိန်တစ်ပြိုင်နက်တည်းမှာပဲတစ်ဖက်ကလည်းသူတို့ယူဆဖန်တီးထားတဲ့ကဘာငယ်လေးတွေဟာပျက်စီးမြဲပျက်စီးစေပေါ့ပြူကြမြဲပြူကြနေစေပါပဲအဲ့လိုကဘာနှစ်ခုကြားကမြေစာမြတ်တို့ရဲ့စိတ်ကူးစိတ်တန်းတွေဟာတိမ်ငယ်မှုဝမ်းနည်းမှုပျော်ရွှင်မှုပြောမပြနိုင်လောက်တဲ့ခံစားချက်တွေနှလုံးသားနဲ့ခံစားဖို့တော့မလောက်တဲ့ဝမ်းနဲ့ကြူကွဲမှုတွေဟာအဲ့လူငယ်ရဲ့စိတ်ထဲမှာဘလို့များယွန်ထွက်လို့များဖို့အဖြေရှာရမှာပါလိမ့်နော်ကျဲတွေကိုရည်တွက်ရင်လားညာရဲ့အချမ်းမှုတွေကိုခံစားရင်လားလေဝေယူတွေကိုအဖော်ပြုခိုင်းပြီးရောလားင
ငွေစန္ဒာလာမင်းကြီးသားချိန်မှာဦးမျိုးကြရဲ့ပို့ဆောင်ကျိုးလေးတွေကိုမေခွန်းထုတ်ရင်လားဖိုးလာမင်းကြီးရဲ့အချိန်အဝါကိုအားကိုးပြီးတော့လားဒီလိုနေလန်းနေနဲ့မလွတ်မြောက်ခဲ့ရင်တော့မှကိုရဲ့ငိုတန်တွေကိုတစုံတစ်ယောက်ကမှကြားနိုင်အောင်လားဒီချာတွေးကြည့်တော့မှဘယ်သူမှမကြားနိုင်ပါဘူးဘာလို့လဲဆိုကိုရဲ့စိတ်တွေကငိုတန်ကိုပဲသိရလေကိုကဲတင်နိုင်မှလွတ်မြောက်နိုင်မယ်လေဘယ်သူကအပြည့်တင်ရမလဲဖေဖရားကရောကြီးနေနိုင်တာလေဘယ်လောက်ထိကိုခံစားရအောင်မလဲဘယ်တော့ကစစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေပိုင်ဆိုင်နိုင်မှာလဲနေပရိတ်စီတာဘယ်လောက်ကြာအောင်မျောလင်းချက်တွေနဲ့စောင့်ဆိုင်ရအောင်မလဲဘလို့ပဲဖြစ်ပါလေလူငယ်ပြီးတတိရှိစောင့်ဆိုင်ရမှာပဲမဟုတ်လားဒီလိုပိုးဆောင်ကျိုးလေးဦးမျိုးကြရဲ့ညချမ်းလေးမှာကိုအသက်ရှူတန်ကိုတောင်ပြန်ကြားနေရတဲ့လူငယ်တစုထို့သောလူငယ်လေးဘယ်လောက်များများရှိနေမလဲသူတို့ကဘယ်လောက်ထိတောင့်ခံနိုင်မလဲဘယ်လောက်ထိပေးဆက်ရမလဲဘယ်လိုကအကျိုးဖြစ်စေမှာလဲတယောက်ကိုအတွေ့တရရင်ဘတ်ကြီးနဲ့မဆန့်အောင်ခံစားပေးရမလဲပိုးဆောင်ကျူးလေးရဲ့ဘဝကိုငါတို့ကတင်ရမယ်ငါတို့ဆွလွန်ရမယ်တူတဲ့ကောင်းစားဖို့မဟုတ်ဘူးအများရဲ့အကျိုးအတွက်ကျဲပွင့်လေးရဲ့အတွက်ဟုတ်ပြီကဘာပြူမတက်ထိန်ထားရတဲ့စိတ်ဓာတ်တွေရဲ့လမ်းမိုးခြင်းကြောင့်စကားဝိုင်းတစ်ခုစတင်ပါတော့တယ်တငယ်ချင်းတို့မင်းတို့ပြန်သွားရမယ်ဒီမှာနေဖို့ကအဆင်မပြေတော့ဘူး ခွန်သားဆွေမှာပထမအဦးဆုံးစကားကိုစတင်လိုက်တယ် ငါမသွားဘူးငါဒီမှာနေမယ်နေတို့သွားချင်ရင်သွားငါအဖေကိုကူညီတောင်းမယ်ပြီးရင်ငါဒီကကလေးတွေရဲ့ကျမ်းမာရေးကိုငါတောင်းဝယူမယ်ငါသူတို့ကိုဆေးကုမယ်ဒါငါရဲ့စိတ်ပိုင်းဖြတ်မှုပဲ တော့မှစကားတန်မမနဲ့ဖြေတယ် ဟုတ်တယ်ကွာငါရောပဲဒီမှာငါဆက်နေမယ်ခလေးတွေလုံချုံရေးကိုတောင်းဝင်ယူမယ်ဘလို့အခက်ခဲမဆိုသူတို့ရှိကနေကြော်ဖြတ်မယ်ကွာ ဆိုင်းလျံမှာဤတို့စကားဆိုလေတော့လောင်ပြုံးကခွန်သားဆွေမှာ အမေရသားပဲငါကောင်ရမင်းကဒီလိုကြောက်လေလက်မြကျယ်လီတပွင့်ကိုဖြစ်လို့ ငါဟောပဲငါဒီမှာဆက်နေမယ်ဒီကလေးတွေရဲ့တင် जा ရေးကိုငါတောင်းယူမယ်သူတို့အတွက်မျက်စရာတယောက်လို့ကောအဖေတယောက်လို့ကောဖြစ်စေရမယ်လို့ငါယုံကြည်တယ်ဟောဒီမိဘုံကြည့်ထင်းတွေဟာတွငွေငွေမိရဲ့တိုက်စားခြင်းကိုခံနေရတာဒီမိဘုံငိမ့်ဒီထင်းတွေကပြာကျသွားမှာပဲငါတော့ကောက်ရိုးလည်းအဖြစ်မခံဘူးထင်းချောင်းလည်းအဖြစ်မခံဘူးဒီမိရဲ့ပူလောင်မှုကိုခံနိုင်ရရှိဖို့ငါတန်တချောင်းဖြစ်ပေးရမယ်ငါဘဝကြီးမဲမောင်ချိုက်ပိတ်သွားရင်တော့အကြီးမပြောဖို့ငါတောင်းခံမယ်ဒီကျယ်လေးအတွက်ဓာတ်တောင်ကြော်ပြီးမီးပင်လေးကိုဖျက်ရမယ်ဆိုရင်တော့မှငါပျော်ပျော်လေးတောက်ခံသွားမယ်ကွာ မင်းတို့မိသားစုတွေကရော သူတို့အတွက်ဆိုရင်ငါတို့အသက်ကိုယ်တော်စွန့်ထားပြီးတော့နေအောင်လို့မထောလင်းခဲ့ရင်တော့မှဒူဝင်ကျဲလောက်တော့ဖြစ်စေရမယ်ဆိုပြီးပြောထောင်ပေးခဲ့ရင်ငါတို့မိသားစုကလည်းငါတို့အတွက်တသက်လုံးကိုယ်ယူမစုပ်ဖြစ်နေမှာပါအဲ့အတွက်ငါတို့ကျင်တတ်တယ် တခွန်သွေးရဲ့စကားကိုစိုက်တူကိုတူတငယ်ချင်း၃ယောက်ကလက်ခံခဲ့ကြပါတယ်သူတို့တွေဒီနေရာမှာအကျိုးပြုဖို့ဆုံးဖြတ်ခဲ့ကြတယ်ကိုအသက်ကိုတော့ယူမဆိုင်တော့ဘဲနဲ့ပေါ့ ညလည်းနဲ့လာပြီကြောက်နေသွားရတော့စိုင်းမင်းရောပဲငါဇွဲကိုစောင့်ပေးလိုက်ဦးမယ် အတီးတီးအိယာဝင်ပြီးကြတော့လေတခွန်သွေးနဲ့ခွန်သားဆွဲတို့မှာအတူတူစကားစစ်မိပြောရင်ကင်းဆောင်ကြပါတယ် ငါသွေးရပါရဲ့ကွာမင်းတို့တွေခရီးပန်းလာကြတာသွားပြီးအနားယူကြည့် စကားတန်တို့တိတ်ဆိတ်သွားရင်တောမြိုင်တစ်ခုစီမှာတစုံတစ်ခုဟာရွေးလာနေခဲ့ပါတယ်ကြီးနေစဉ်အတွင်းမှာပဲ အဖေမလားအဖေ ဦးတင်စော်သွေးကိုမြင်သွားတော့တခွန်သွေးမှာအပတရပဲကလေးတယောက်လိုပြေးဖက်ပါတော့တယ် အေးသားရဲ့ဖြည်းဖြည်းလောက်ပါမင်းကိုလုံးကြီးကအဖေဖြည်းကြီးတဲ့ကျွန်းဝင်တော့မယ်ကွာ တာဝမ်းတာလို့ပါဖေရဲ့တာအခုချိန်ဒီအဖေနဲ့အတူတူနေခွင့်ပေးထားတာရဲ့ကုသိုလ်ကံပဲဖေရဲ့ ကဲပါငါသွေးမင်းအဖေအနားယူပါစေဦးအတွက်ကျွန်တော်ကော်ပီဖြော်ထားပြီးတယ်ဗျ ဟောအေးကျေးဇူးပဲကွာ ဒါနဲ့အဖေနဲ့ခွန်သားဆွဲနေဟာဟဲ့အောင်မစိုးမင်းအဖေနဲ့အတူရှိနေအောင်ဘာလို့ရောက်ခါစားတယ်ငါ့ကိုပြောရလဲကွာ မင်းကို surprise တိုက်တယ်လို့ပဲမှတ်ဖို့ကွာ အဖေကဘလို့လုပ်ပြီးတော့ခွန်သားဆွဲနေအတူရှိနေရလဲ အေးဒီလိုပဲကွာတပိတ်မောက်တဲ့ပွဲမှာကျောင်းသားတွေကိုခွေးဆွဲတယ်လို့ကြမ်းပဲဝင်ဆွဲနေတော့အဖေလည်းကယ်မိခဲ့ရပဲလှမ်းဆွဲလိုက်တာအဲ့ဒါမင်းငယ်ချင်းဖြစ်နေတာပဲ ဒါနဲ့အဖေကဒီချိန်ဘဲသွားပြီးတော့ဘာလို့ပြီးခုမှပြန်လာရလဲဗျ နောက်မကြသေးပါဘူးတားရေအော်မေကုန်းနေများလိုက်တာငါသားရကဲသွားအိတ်ချီတော့သွား တာဝန်ကိုစီထမ်းဆောင်နေကြရင်တပတ်ပြီးတပတ်တရက်ပြီးတရက်အချိန်တွေဟာကုန်လွန်လာခဲ့ပါတယ်
တဲလေးတွေကစာတင်ကြောင်းတနေရာမှာတော့ ကဲအဲ့တော့ဆရာတင်တာကိုနားလည်ကြရမလားကဲမေးကြရှင်လက်ထောင်မယ်ဟဲ့ ဆရာဒီအားဆရာတင်လာဒီလိုမဟုတ်တော့ဘူးနော်ပြောရလေဆရာလေးဆရာ ကဲခဏလေးဆရာရှူစီတဲ့အရင်ရှူလိုက်အောင်မယ်နော်ပြီးရင်တစ်ခုချင်းဖြည့်ပေးမယ်ခင်ဗျ ရွက်ဖြင့်တဲလေးတွေကစေကူသားဆောင်လို့ပြောလို့ရတဲ့တနေရာမှာတော့ ဆီယမလေးဒီမှာကလေးတယောက်တန်ရလာလို့ ဟုတ်ကဲ့လာပြီရှင်ဒီပေါ်တင်ထားလိုက်နော်ကဲမိမိလေးပြန်မဲ့လားမမကိုပြောတွေးတွေလည်းထွက်နေတယ်ဘာဖြစ်တာလဲ ဟိုဒီတိုင်းကစားရင်ဖြစ်တာပါမမရဲ့ ဘယ်ဟုတ်ရမလဲရဲဘော်ကိုဆွဲတို့ရွက်ဖြစ်နေစောင့်နေတဲ့နေရာကိုသွားဆော့တော့ဖြစ်လာတာဆီယမလေးရဲ့ ဟုတ်တော့မိမိရောလေးရဲ့မိကလေးဖြစ်ပြီးဘာလို့အဲ့လောက်တောင်ဆွဲရတာတော့ကဲဒီမှာမမဆေးလေးနဲ့မုတ်လေးပေးလိုက်မယ်နော်ဆေးကခါရင်မုတ်လေးနဲ့တောင်းနော် မောင်မစားလို့မရဘူးလားမမရဲ့မောင်ကလည်းစီပဲလေ ဟဲ တနေရာမှာတော့ ဒီကမိန်းကလေးရဲ့လက်ရကောင်းလိုက်တာနော် ဘာလို့ပြောရလဲအုံးရရတာပေါ့ဘာလို့ကောင်းနေရတော့ရှင့် မသိဘူးကွာအကိုမျက်လုံးထဲမှာတော့ကောင်းမှကောင်းပဲတာဝန်ယူပေးပြရစီ ဘလို့ညက်လုံးတောင်းဝင်ယူပေးပြစေအိုးဒီကပန်းကောက်လို့လောကတောင်းရခြင်းကချထက်လိုက်ရ ဟိုကောင်ငဆိုင်ငါ့ကိုလာကုံအောင်ကမင်းကိုလည်းဘယ်သူမှမကြိုက်ဘူးအကျိုးမရှိတာတွေကိုလုံးမနေနဲ့ တာဝန်ကိုစီကိုထမ်းဆောင်နေကြရင်ပျော်ရွှင်မှုလေးကိုဖန်တီးယူနေတဲ့ရွာလေးတစ်ရွာပေါ်မှာမြေပြင်ကျဲလေးတစ်ခုဟာကဘာငလေးတစ်ပွဲပြီးဆုံးလို့နေပါတယ်အချင်းချင်းပြီးမှကူနေကြရင်နတ်ပုံလိုခံစားနေကြတဲ့ဒီကဘာငယ်လေးတွေကအပြုံးလေးဟာစိမ့်လန့်ဆိုပြီးလို့နေတယ်ဒီလိုနဲ့တရက်မှာတော့ ကဲရဲဘော်တို့ငါတို့နေရာရွှေ့ရမယ် ဘာလို့လဲဒီနေရာမှာဒီလောက်ပြေးဆုံနေရကိုဒီထက်ကောင်းတဲ့နေရာရှိပါအောင်မလား ချိန်မရှိရဲဘော်တို့မနေ့ဖြန်ဒီနေရာကိုစေချောင်းထိုးမယ်လို့ထုတ်ပြန်ထားတယ်ဒီနေရာအကြောင်းကိုအခုမှအခြေအနေကိုသိရတာတို့ရညာချင်းမင်းပဲရွှေ့ကြမယ်ဆရာတို့ဘက်ကစေဝါရီခါနဲ့ကိုရကူသာနိုင်တဲ့ပစ္စည်းပဲတည်သွားပေးပါပြီးတော့ဆရာတို့ရှေ့ကသွားပါကလေးတွေနဲ့လူကြီးတွေရဲ့နောက်ကကျုပ်တို့လိုက်ခင်မယ် ရဲဘော်ကြီးလူကြီးနဲ့ကလေးတွေကိုရှေ့ကပြီးသွားလိုက်ပါကျွန်တော်တို့နောက်ကလိုက်ပါမယ် ။ကိုင်းဒါဆိုရင်ကောင်းပြီဒီနေ့တိုင်းပဲသွားကြမယ်လေးပြုတ် ဒီလိုနဲ့ပဲလက်တစ်ပြက်အဖြစ်ပြက်တစ်ခုဟာအခြေအနေတစ်ခုလုံးကိုပြောင်းဆန်းကဝယုံသုံးကားဖြစ်အောင်စွမ်းဆောင်လိုက်ပါတယ် ရွှေလေးနဲ့ရောလေးထမမတို့အခုတွားရမယ်ကဲထမယ်ထကလေးတို့ မမဘာကြီးလဲမနဲ့ကြောင်တက်ရအောင်မထရှင်သူပြန်အိမ်မယ် ကဲမမပြောပြမယ်မမတို့မှာအခုအခြေအနေတစ်ခုဖြစ်နေတယ်အဲ့တော့မမတို့ဂိတ်တစ်ခုဆော့ရမယ်ဘယ်လိုလဲဆိုတော့ကလေးတို့ကပြီးနေတယ်လို့ဟိုတန်လိုဆောင်းကလုံးတွေနဲ့အကိုကြီးတွေကိုသိတယ်မလားသူတို့ကလမ်းပြပေးလိုက်မယ်သူတို့တွေနောက်ကနေအမြန်ပြေးလိုက်ရမယ်ပြီးနေတယ်လို့ပြေးရမယ်ဘယ်လိုကိစ္စတွေဖြစ်စေအနောက်ကိုလည်းမကြည့်ရဘူးဟုတ်ပြီနော်ကဲမမကိုဂတိပေးနိုင်တယ်မလားကောင်းပြီဒါဖြစ်သွားကြမယ် ကျော်ဟာသူ့ရဲ့အိတ်ဆောင်မှာကလေးနှစ်ယောက်ကိုနိုးကအမြန်ထွက်ခဲ့ရပါတော့တယ်ဒီလိုနဲ့လူတစုဟာညတွင်ရှင်ပဲရှောင်ပြေးကြရပါတော့တယ်မောင်ရင်အုပ်ဆိုင်နဲ့ညမှာအရှိရက်ကိုဦးတီကရှီလင်ခရီးနဲ့3နာရီအကြာလမ်းလျှောက်ပြီးမှတော့ မိန်းကလေးကျွန်တော်ကူတေးပါမယ် ကျေးဇူးရှင် သမီးရှင်တာရယ် ကလေးကိုရရလားကဲလာဆရာကြောပါတဲ့ အရှိအနေများအိုးနှင်းခွက်နှင်းဖြစ်နေချိန်မှာတော့ဖြင့် ဒီမှာရဲဘော်ကြီးရှက်ခဏလောက်ညကြမယ်လေမကောင်းဘူးလားဒီမှာလူတွေများတော့ဘူး ကောင်းပြီနိုင်ခွက်လောက်ချိန်ရမယ် ဒီလိုနဲ့နားပြီးခီးဆက်လာကြရင်ကအရှိဘက်ကောင်းငယ်ကြီးမှာအလင်းစတင်ပေးလိုက်ပါတယ် မနဲ့တောင်ရောက်ပြီပဲခီးဆက်လာကြရတာရဲဘော်ကြီးကျွန်တော်တို့ဘယ်ထိဆက်သွားရအောင်မလဲ ခုချိန်ထိဒီနေရာတစ်ဝိုက်ကဘေးမကင်းသေးဘူးဆရာလေးတော့ရရလား ကျွန်တော်တို့ကရရင်ဒါပေမဲ့ဒီကလေးတွေနဲ့မိန်းသားတွေက ကဲအားလုံးပဲနားထောင်ကြကျွန်တော်ပြောမယ်ကျွန်တော်တို့ဟာခုချိန်မှာအသက်လူပြီးတိုက်နေရတဲ့တိုက်ပွဲဖြစ်တယ်အဲ့တော့ကိုယ့်တက်ကိုဘယ်သူမှမကင်နိုင်ဘူးတန်မိုင်းလွတ်မယ်မတန်မိုင်းသိမယ်အခုဒီထဲမှာရှိတဲ့လူတွေဟာကလေးအစလူကြီးအစုံရဲနေတဲ့သွေးကြောင်တိုက်ပွဲဝင်နေတဲ့သူတွေပဲကျွန်တော်တို့ကဒီကလေးတွေကိုအဓိကစောင့်ရှောက်ရမှာပဲဖြစ်တယ်သူတို့ဟာတစ်ချိန်မှာဒီစနစ်ဆိုးကြီးကိုခြေမုံမဲ့သူတွေပဲအဲ့တော့အားလုံးပဲကျွန်တော်ဘက်ကယက်တိပေးကြပါကျွန်တော်စကားတန်းဟာခမရတို့ကြားရမှုမျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့အသက်နဲ့ဘဝတွေကိုခမရတို့ပေါ်ပုံဝန်းထားတာမို့ဘယ်လိုအသက်ဘေးပဲကြုံလာပြန်မလက်ချီပဲရှေ့ကိုသာဆက်ပါ ဒီလိုနဲ့ညကနေနေတော့ရောက်လာပြီးဘေကင်းတယောင်ရှိတဲ့နေရာမှာအပန်းဖြီကြပါတယ် ရဲဘော်ကြီးဒီနေရာဆိုဘေးကင်းလောက်လား
ဒါပေမဲ့စိတ်တော့မချရသေးဘူး ဒါဖြစ်ဒီမှာခဏနားကြမယ်လေ ဒီလိုနဲ့ပဲလူတစုဟာပင်ပန်းထားသမျှအနားယူနေကြပါတော့တယ်ခွန်သွေးတို့လူငယ်တစုမှာတော့ဒဏ်ရာရထားတဲ့သူတွေကိုလိုက်ပြီးပြုစုပေးနေတာပေါ့ ကဲအဖေလည်းအဖေရောညာတော့ကကြောက်ထိတာအဆင်ပြေရလား ငါဒါတွဲပေးနေရတဲ့အဖေကောင်းနေပါပြီကွာမင်းကလည်းဒါနဲ့အဖေသားဘွဲယူဖို့လက်တလန်းလို့ဆွန့်လွတ်ပြီးတော့ဘယ်လိုလုပ်ဒီနေရာကိုရောက်လာခဲ့ရဘယ်လိုစိတ်တွေကတွန်းအားပေးလိုက်တာတော့ပြောပါအောင်အဖေရော အကြောင်းပြချက်မရှိဘူးဖေရဲ့ဒီလိုလက်ပြလုံးတာပါတောက်ကိုတာအတွက်ခုံယူနေရတာဘာလို့ဆိုတော့ကိုလက်ပြကိုတန့်လို့ပဲ ငါဒါတော်တော်တွေးတဲ့ခေါ်တယ်ပဲဖေသားတောင်မှအရွယ်ရောက်လာပြီဟင်းလေအဖေလေးတာရွေးချယ်လမ်းအောင်လေမဆုံးမနဲ့ရှောက်နေတာရဲ့ကိုယ်တလန်းအောင်တောင်မှမငယ်ပဲနဲ့အမတရားဘက်ကနေရက်တည်နေတာအတွက်အဖေတားကုန်ယူတယ်ငါသား အဖေရဲ့တာပြီးသားပါဗျာ ပါတယ်လေအင်းပြောတော့ဘေးကင်းပြီဆိုပြေးကြပြေးကြခလေးတွေကိုခေါ်လူကြီးတွေကနောက်ကလိုက် ပြေပါတော့ကြီးပြေးကြ ကလေးတွေဘာမှမကြောက်နဲ့ဆရာတို့ရဲ့အထက်ကကလေးတို့ရဲ့အရှိမကလေးတို့ရဲ့မကြောက်ကြနဲ့နော်ဆရာကလေးပဲမလားလိမ္မာပါရဲ့စကားနားထောင်မယ်နော်ကြားလားပြေးကြဟိုကွင်းနောက်ကပြေးလိုက်တော့တွားအဖေရရလားလာတာကုန်းမှုမယ်ဟင်မဟုတ်ဘူးအဖေဘာမှမဖြစ်အောင်နော်အဖေထပါအဖေရဲ့အဖေလို့ဟဲ့အောင်လေငါ့ဖေကိုတွဲခေါ်ကြပါကွာအဖေထပါဖေရဲ့အဖေ လက်နက်ကြီးအဖျားခက်ထိမှန်သွားတဲ့အဖေဖြစ်သူမှာတားရဲ့ပါလီကိုကိုင်းပြီးအနားမှမရှိပေးနိုင်တော့လို့ဝမ်းနေနေရဲ့အလားမျက်ရည်စက်လေးစီးချလာတယ် တာငါသားအဖေဘာမှမဖြစ်ဘူးအဖေကိုထားခဲ့အသက်ဆက်ရှင်သွားအဖေမှာဒီသားလေးတယောက်ပဲရှိတယ်တာအသက်ဆက်ရှင်သွားမှရမယ်အဖေနဲ့အမေအဲ့အမစိတ်ချမှာဘောသားရဲ့ဒါပြောနေတယ်မဖြစ်ဘူးနော်တာဆက်ရှင်သွားရမယ်အသက်ဆက်ရှင်သွားရမယ်အဖေစိတ်ချလို့ရတယ်အဖေတကယ်အဖေရဲ့ကလေးတွေရောက်လာတာကိုရော အဖေတော်ပြီအဖေစကားပြောနေပို့ဆိုးလိုက်မယ်ဟဲ့အောင်လေငါ့ကိုတွဲကူအောင်လို့ဟဲ့အောင်လေ မလုံနဲ့တော့တာအဖေချင်းနေအဖေတီးတယ်အဖေတီကိုစားရောက်ခဲ့ရတနေ့ကျတာတီကိုရောက်လာမယ်ဆိုတာအဖေတီးတယ်အဲဒါကြောင့်အဖေမင်းတို့အတွက်နေရာတစ်ခုစီရင်ထားတယ်တောင်ဘက်ကိုတွားညီအောင်ချင်းတစ်ခုရှိအဲ့ဒီမှာတညာလောက်တဲ့အခုပြီးအခါခလန်လမ်းမှာလူနေတဲ့ရွာတရွာရှိတယ်။အဲ့အနေဆက်သွယ်ယူပြီးတော့လွတ်မြောက်နေမလို့ချီတက်ကြ။ဖေးတကယ်အဖေသားလေးလက်ထက်မဲ့နေရောဘွဲ့ယူမဲ့ချိန်ရောတကယ်စောင့်ကြည့်နေမယ်။အဲ့ချိန်ကြရင်လေမင်းအဖေနဲ့အမေဟာအတိုင်းမတိပြုတ်နေလေဆိုမှတ်ထားလိုက်တော့တာကြားလား။အဖေသားကိုချစ်တယ်တိုင်း။တမီးချတွေ့တပ်တော့ကြည့်ဆိုင်လိုက်ပါအဲ့နော် စိတ်ချပါဦးရဲ့တမီး တောင်စွနေဆိုင်မင်းငယ်ချင်းခေါ်သွားကြတော့ တားတို့ခွင့်လို့ပါဦး မဟုတ်ဘူးမဖြစ်အောင်အဖေပြန်လာပါအဖေရဲ့အဖေ တငယ်ချင်းဖြစ်သူကအတင်းဆွဲခေါ်သွားတော့တားဖြစ်သူအားနောက်ဆုံးတစ်ချက်အတင်းကလမ်းကြည့်လိုက်တယ်ဦးတင်းစော်သွေးမှမို့သူမျက်လုံးများမမိတ်သွားသည့်တိုင်အောင်တားဖြစ်သူနဲ့အမတ်တရများကိုတွေးတောနေရင် တားအတွက်အဖေကုံယူနေမှာပါတားကိုအဖေချစ်တယ် အဖြစ်ပြက်တွေအများကြီးဖြစ်ပြီးတဲ့နောက်လွမြောက်နေမိစီကိုရှိတက်လာတဲ့လူအစုဝေးတွေကကောင်းလေးတယောက်မှာတော့လေးလန့်လာတော့မျက်ခွန်များကိုတဲဆောင်ရင်အသက်ရှူနေရတော့လဲအသက်မရှိတဲ့သူကမှဖြစ်နေလေရဲ့ သွေးတခုခုစားပါအောင်လားစားလိုက်ပါသွေးရဲ့မနေ့ဖြန်ခီးဆက်ရအောင်ပါလေ ဘာလို့ငါ့ဘဝရဒီလိုဖြစ်နေရလဲဘာလို့ငါဖြစ်နေရလဲကွာဒီလောကဓာတ်တရားရဲ့ငါအသက်ကိုသာနှုတ်ယူသွားလိုက်ပါတော့ကွာငါအသက်ဆက်မရှိချင်တော့ဘူး
ခုရောငါဘဝမှာဘာများကြံသေးလို့လဲငါဘလို့အသက်ဆက်ရှိရမလဲဒီရပတ်ကြီးနဲ့ကိုမလိုက်အောင်ထဲ့သိမ်းမျိုးတိတ်ထားခဲ့ရရင်ငါရဲ့ခံစားချက်တွေနဲ့ငါဘလို့ဆက်ရှိတယ်ရမှာလဲဘာလို့ငါလဲကွာဘာလို့လဲ သွေးရဲ့အခုအချိန်ကြီးမှာသွေးရဲ့ခံစားချက်ကိုကြော့နားလေပါတယ်ဒါပေမဲ့သွေးအသက်ရှင်ဖို့အစားတော့စားရမယ်လေအခုလောက်ဆိုဦးလဲသွေးကိုကြည့်ပြီးစိတ်ချမ်းသာနေမှာမဟုတ်ဘူး ငါ့ကိုနေတိတ်နေရလားမလုပ်ပါနဲ့အဲ့ဒါမချမ်းဘူးလားငါတော့နေချင်းနေ ဟူးတငယ်ချင်းဒီနေရာမှာမိသားစုဝင်နေမတည်တဲ့သူရှိလို့လဲဟိုကလေးကိုပဲကြည့်လေမင်းကြည့်သူဒီနေ့ထိအသက်ရှင်နေရဲ့ဘာကြောင့်သူ့ရဲ့စိတ်ကြောင့်ပဲစိတ်ကအတိကပဲတငယ်ချင်းမင်းဘေးမှာဘူးမှမရှိလဲငါတို့ရှိပါရဲ့ကွာအားငယ်ဖို့လဲစိတ်မကူနဲ့ငါတို့တော့နဲ့မင်းကြမှာငါတော့တည်ပါလိမ့်စေမင်းတော့တင်မခံနိုင်ဘူးကွာမင်းဒီကလေးတွေရဲ့ဘဝကိုတာဝန်ယူပေးရအောင်မယ်သူတို့အားလုံးရဲ့မျှော်လင့်ချက်ကမင်းတို့လက်ထဲမှာပဲတမလွန်ကသူတို့မိဘတွေကလည်းမင်းတို့အတွက်ဂုဏ်ကျေးဇူးတင်နေမှာပဲအဲ့တော့အသက်ဆက်ရှင်တဲ့မို့ခွန်အားမွေးပါငါတွေ့ရငါတို့ရှိရနော်ငါအခုထိတော့တယောက်တည်းနေချင်းတည်းရငါ့ကိုချိန်ပေးပါ ဒီလိုနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့မဟူယာညရိမ်များကိုကြကြန့်ခံရင်လွန်မြောက်နေမျိုးကိုရောက်ရှိခဲ့ကြတာပေါ့ စိတ်ချပါဖေဒါအဖေနဲ့အမေကိုစိတ်မပြတ်စေရပါဘူးဒါအရာအလုံးကိုလွန်မြောက်ဖို့အတွက်နီလန်းရှာမယ်မရှာနိုင်သေးရင်တော့သူတို့ဒါအသက်ရှင်နေသူများကာကွယ်မယ်အဖေအသက်ပေးရတာအလဲကမဖြစ်စေရအောင်အဖေချစ်တဲ့ဒီကလေးတွေကိုလည်းတာတတ်လုံးကာကွယ်သွားမှာအဖေနဲ့မေရောဒီမိုးကောင်းရင်မွားနေတားရဲ့စကားတန်တွေကိုနားထောင်ပေးပါဘယ်နဲ့ဘဝပဲဖြစ်ဖြစ်သူတို့မုန်းတဲ့အမုန်းတရားတွေအားပြီးဆုံးမှာမဟုတ်ဘူး ခွန်သွေးမှာရောအဖေရဲ့စကားတန်တွေကိုကြားရအောင်ရင်ပါပေါ်မျက်ရည်တစ်စက်စီးကျလာခဲ့တယ်ထိုမျက်ရည်မလျှောက်ခင်မှာပဲခွန်သွေးဆုံးဖြတ်ခဲ့ပါတယ်အဖေရဲ့ရှေ့ရာကိုလိုက်နင်းဖို့ပေါ့စာတင်ဆောင်ရဲ့အပြင်ဘက်ကိုငေးရင်းနဲ့လွယ်စွတ်တန်းထားရှင်အငွေအသက်များရင်ဘက်ကိုရိတ်ခတ်လာပါတယ်ဆရာအလုပ်တဲ့အမြဲဆရာဆိုတဲ့အလုပ်ကိုမလုပ်ချင်တဲ့သူကဘဝအချိုးခွေမြောက်များစွာကိုရင်ဆိုင်ရင်အထိပ္ပယ်ပြေဝတဲ့ဘဝတစ်ခုကိုမမျိုးလင်းပဲရရှိခဲ့ပါတယ်ရရှိခဲ့တဲ့ဘဝကိုလည်းအကောင်းဆုံးလှုပ်ဆောင်နေပြီးကလေးရဲ့ဘဝရှိရေးကောင်းဖို့ဆိုတဲ့မျိုးလင့်ခြင်းရောင်ကြီးကိုစုပ်ကိုင်ထားရင်းနဲ့ပေါ့ ဆရာဒါလေးပြောပြအောင်ဆရာဘာတွေငင်းနေတာတော့ဆရာတမျိုးကိုစာစစ်ပြီးအောင်လေဆရာတမီးကိုလည်းစာစစ်ပြီးအောင်လေ တကွန်သွေးအတွေးထဲမှာမျောနေတော့ဆရာဆိုပြီးအော်နေတဲ့တပည့်လေးကြောင့်လန့်ကြည့်လိုက်မိရဲ့ဒီကလေးတွေအားပြေးနေအောင်ကိုလန့်ခေါ်နေရဆိုပြီးတွေးမိလိုက်ပြီမဲ့ဒါကတကွန်သွေးပီတိဖြစ်နေရမလား ဆရာဘာမှမတွေးပါဘူးဆရာတေချာရှင်းပြထားရောကဲလာဆက်ပေးမယ် ဆရာအကောင်းဆုံးဆရာကချစ်ဆရာကြီးပါအိမ်စာနဲ့ပဲပြီးနော်ဆရာအိမ်စာအများကြီးပြီးဆရာရုပ်ဆိုးလာမှာ ဟောဒီကလေးတွေငါလှုပ်လိုက်ရ စကားမဆုံးသေးခင် ဟိုဆရာကလေးတွေနဲ့ညာဖက်ဖြစ်နေတာအမလေးလေ ကလေးတွေစားကြည့်တာဆရာပြန်လာမယ်နော်ဘလို့ရောက်လာတော့ လွမ်းလို့ပေါ့ငါတွေ့ရ သူစာတင်တာနှောက်ယှက်ဖြစ်တယ်ဆိုပြီးငါတို့နှင်လို့ချင်နေတာအရင်ကတော့ဆရာဆိုတာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ တူမလားငါစားရငါဒီအလုပ်ကိုတအားတန်အောင်စေတွေ့နေမိပြီဟာပြီးတော့ငါဖေကလည်းဂုဏ်ယူနေမှာပဲလေအမေကောပဲ အေးပါဆရာရဲ့ ဘာလို့နဲ့အိတ်ကလေပြီးထွက်ခဲ့တဲ့နေ့တစ်နေ့ကစားခဲ့တဲ့ဇက်လန်လေးကလပပရှိခဲ့လို့ဝမ်းသာရတယ် အောက်တိုဘာ9ရက်နေ့ဆိုတာကဘာပေါ်မှာရှိရဲ့မျက်စရာတွေရဲ့ဂုဏ်ကျေးဇူးကိုဖော်ကျူးကြတဲ့နေ့တစ်နေ့ဖြစ်ပါတယ်မျက်စရာဆိုတာမှာတင်စရာမြင်စရာကြားစရာဆိုပြီးတော့မှအမျိုးမျိုးရှိပါတယ်ထိုနေ့မှာတော့ ဆရာလာပါဆိုမှဆရာဒီမှာထိုင် ဟောဘာဖြစ်နေရတော့ဒီကလေးတွေ အေးမမကိုရောဘာလို့ဖို့ခေါ်တာတော့ ဟောဇွဲနေဆိုင်ကလေးတွေခေါ်လာတာပဲလား ပေးစရာရှိလို့ပါဆရာနဲ့မမနဲ့ကိုဆွဲနဲ့ကိုဆိုင်ခဏထိုင်နော်တမီးကိုဖတ်ပြမယ်နော်မောင်မိတ်တော်ညလာမထွက်လင်ပင်ဒူဝင်ကျဲသည်မြောက်ရက်တို့သာညွန်ပြ၏ညွန်ပြရင်လဲ
မြောက်ရက်ဖြစ်စေဆရာဟူသည်မှန်ကန်သည့်လမ်းမြဲညွန်ပြ၏ညွန်ပြရင်လည်းမှန်ကန်နေစေမြတ်ဆရာဟူသည်ဝန်းနှင့်လွယ်၍မွေးဖွားပေသောမိဘပင်သည် တကွန်သွေးကြပြောင်းနားထောင်ပြီးသည်နှင့်အစိုးတက်လာရဲ့ခံစားချက်နှင့်အတူရင်ထဲမှာပီတိပြည့်ရှမ်းလာတယ်။မြင်ဝဲအိမ်မှာလည်းပီတိမြတ်၍ကျဆင်းလာပါတယ်။ ဆရာမငိုရဘူးလေမမကလည်းသမီးတို့ရဲ့ဆရာပဲလေအမြဲတမ်းမြောင်ဆောရမယ်တို့အများကြီးတင်ပေးတာ ကိုဆိုင်နဲ့ကိုစေးရလေဆရာတွေပဲလေသမီးတို့ရှိရနေအမြဲကာကွယ်ပေးနေရပဲဟုတ်စား ဟုတ်တယ်သမီးတို့ကြီးလာလို့ပညာတတ်ကြီးဖြစ်ရင်ဆရာတို့အနာမှာရှိနေရမှာ အခုတော့သမီးတို့တွေလက်ဆယ်ပြထိတ်မှမိုးပြီးဆရာတို့ကိုကြောလိုက်ပါရဲ့နော် ကဲစိတ်ချမ်းမှာကိုချမ်းသာပြီးတော့လူရဆန္ဒတွေပြီးပါကပညာတတ်ကြီးဖြစ်ကြပါစေကွယ်တာဒုကလေးတို့ဟာပညာတတ်ပွဲရရင်ဆရာတို့ဖိတ်မှာပေါ့ဟလား ဟုတ်တယ်ဖိတ်မှာလာကိုလာမှာနော် လေးယောက်သားပီတိဖြစ်မှုတွေနဲ့အတူဂျီနူးရှင်းတွေကိုပါတစ်ဆက်တည်းခံစားလိုက်ရတယ်။ရွှေချိတ်ခဲလမ်းအပေါ်ဂျင်းနှမှုတွေသာမကပျော်ရွှင်ခြင်းအရေးအယောင်တွေဟာလည်းမျက်နှာတက်ပေါ်လင်ခဲ့လွန်နေပါတယ်။ အမေပြောခဲ့ဘူးတဲ့ပီတီစားပြီးရှင်တန်နေရဆိုတာအဖေပြောခဲ့တဲ့တန်မိုးရှိရဲ့ဘဝဆိုတာ တိုင်းတွေကြော်ပြည့်ရအောင်မေအမောင်ရံတွေကြီးဆိုပြီးသွားနေအောင်လေးပြန်လေးလက်သွားမေကာဝယ်မရှိရဲ့ဝမ်းကြီးစံတွေပဲလို့ခြင်းလဲနောက်ချိန်နာကတို့တွေကောင်းစားဖို့ရဒီရီလုံးရဲ့လေခြင်းအချိုးတွေအိမ်မပြန်နိုင်တော့ချိန်အချိုးတွေပြန်မစုံနိုင်တော့ချိန်အချိုးတွေမောင်ရံတွေတဲ့လမ်းပြောင်းခဲ့တလဲမာယာအောင်မြင်ပြီးရောင်မြင်နဲ့တဲ့ကဲတဲ့နော်လိုက်ပြလို့နိုင်မှာလားဒီကျလေးတွေကျွေးလင်းချိန်တဲ့နော်လိုက်ပြလို့ရလားနာကတွေဟာမသေးကြတော့ဒီတိုင်းပွဲမှာငါတို့ဟာသွေးနဲ့သားတို့ပုံအပ်ထားပင်တို့တွေတကယ်လေးပြလို့ရလားကြောင်တရားတွေနဲ့ရှင်တန်ခဲ့ကြတဲ့အချိန်ကမျိုးဆက်များနေငါတို့ရဲ့တိုက်ပွဲ မျောလင်းနေတဲ့ရှင်ရောက်နေရမြတ်လမ်းလို့တော့ဘူးမြေဦးငယ်ရဲ့အောင်ပွဲတချို့တွေအိမ်ပြန်နိုင်တော့ချိန်တချို့တွေပြန်စနိုင်တော့ချိန်တချို့တွေမောင်ရံတွေတဲ့လမ်းပြောင်းခဲ့ကြ ဒီနေ့မှာအရာရာအောင်မြင်ပြီးရောင်တွေရင်းကြည့်တကယ်ပဲတင်လို့လည်းပြန်လုံနိုင်လားဒီကျဲလေးတွေကျွေးလင်းချင်တင်လို့လည်းပြန်လို့ရလားအနာဂတ်တွေဟာမသေးကြတော့ပါ ဒီတိုင်းပွဲမှာငါတို့ဟာသွေးနဲ့သားကိုပုံအပ်ထားပင်တို့တွေကလေးပြ
ထောက်လက်မမြောက်ချင်းစတေးခဲ့တဲ့လူတွေအများကြီးအနာဂတ်ကိုမေ့ပြီးလက်ရှိငြိမ်းချမ်းဖို့အတွက်ပူနေကြပြီသူတို့ရဲ့တကူစားကြောက်ကြားတွေကိုဖျောက်ပစ်တော်နေနဲ့ကြည်တန်ကြားလူငယ်တွေကိုရှိတ်သေးကနေစောက်ပစ်ပြောနေစေတချို့မိသားစုတွေလူမစုံတော့ဘူးအိမ်မက်တွေတောင်ကျိုးနေရဲ့ရှေ့တန်းကဒိုင်းလိုကာထားတဲ့သူ့မှလည်းနောင်ကျိုးနေနဲ့ငါတို့တွေပန်းတဲ့တခုတည်းမို့ဦးဒီချက်တွေးပဲမသွားပန်းလေးတွေမွေတော့ပဲဒီငွေဦးကတော့ကျေရီကျွေးတယ်ဗျတိုင်းပြည်ရဲ့နေရအနက်ဖြစ်ပြနေတဲ့ကြောင်ကြီးကဆက်ရှေ့ဆက်မဲ့နာဂတ်တွေစစ်နဲ့တွေရဲ့အောက်သွေးပါဖြစ်မတရားမှုတွေကိုတော်လန်ဖို့တက်တွေနဲ့လောင်ချေးပါတက်လို့ဒီမိုကရေစီရဖို့ငါတို့တနက်တွေရဲ့ပြောင်းရှင်းမှာရဲ့လူသားချင်းစာနာမှုတွေပဲမှာလဲဖြစ်မင်းတို့ရဲ့လူမဆန်တဲ့လုပ်ရက်တွေကိုဆဲကပါလဲမချစ်စစ်မဲ့တဲ့ဒီမိုကရေစီအနေမပါတဲ့ရေကိုရဖို့ကေရမင်းနေမှာကျေဟာအငွေးချေငါတို့ပန်းနိုင်မြင်ရဖို့လမ်းပြပေးတဲ့ချင်းငါတို့အိမ်မက်တွေတည်ဆောက်ဖို့စတေးပေးခဲ့တဲ့ချင်းပြန်မသေးကြတဲ့လမ်းမတွေပေါ်နေခဲ့ငါတို့အားလုံးအတွက်အသက်တွေရင်းခဲ့အမတ်တရားအတွက်စိတ်ခင်းရဲတဲ့သူရဲ့ကောင်းသူမဟုတ်နေအောင်ချီထပ်ဖို့လူနဲ့ချင်းဒီကျင်းကျွေးရင်းချာတင်လို့လေးပြလောင်ရဲ့လားနာဂတ်တွေဟာမတည်ကြလို့ပါဒီတိုက်ပွဲမှာငါတို့ဟာကိုယ်နေတာကိုပေါ်အပ်ထားတင်လို့ရဲ့လေးပြလောင်ရဲ့လားဒီကျင်းကျွေးရင်းချာတင်လို့လေးပြလောင်ရဲ့လားနာဂတ်တွေဟာမတည်ကြလို့ပါတိုက်ပွဲမှာငါတို့ဟာကိုယ်နေတာကိုပေါ်အပ်ထားတင်လို့ရဲ့လေးပြလောင်ရဲ့လားကျင်းများကျင်းများတင်လို့လေးပြလောင်ရဲ့လားကျင်းများကျင်းလေးခနာကျင်းများကျင်းလေးခနာတင်လို့လေးပြလောင်ရဲ့လားကျင်းများကျင်းလေးခနာကျင်းများကျင်းလေးခနာတင်လို့လေးပြလောင်ရဲ့လားကျင်းများကျင်းလေးခနာကျင်းများကျင်းလေးခနာတင်လို့လေးပြလောင်ရဲ့လားကျင်းများကျင်းလေးခနာ